နာရီကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်ကဘာဆက်ဆက်ဘုန်းကြီးပါစေ။တို့ရဲ့ personal ministry ရဲ့ဖျားသခင်နှုတ်ကပတ်တော်လေ့လာခြင်းစီစဉ်မှာလိုက်လဲကြိုးဆိုပါရယ်။ခုစီစဉ်ကတော့ပတ်စဉ်ဥပုသ္စာဖြစ်တင်တန်းဖြစ်ပါရယ်။ယနေ့အတွက်သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ခရစ်တော်ရဲ့တွင်တင်ချက်များထဲမှာဖျားသခင်၏ပြည့်ညတ်တော်အကြောင်းဖြစ်ပါရယ်။နှုတ်ကပတ်တော်လေ့လာမှုမစတင်ခင်မှာဖွင့်ပြမဲ့တန့်ရှင်းသောဝိညာဉ်တော်ဖျားကိုဆုတောင်းခြင်းနဲ့ဖိတ်ခေါ်ကြပါစို့။မြင့်မြတ်တန့်ရှင်း၍သာသမီတို့ကိုလွန်ချီးမြတ်နိုးတော်မူသောဖျားကိုရရှင်ဒီမနေ့ယနေ့နောက်မပြောင်းလဲသောသဘောနဲ့အသက်ရှင်တကယ်တော့ကိုရရှင်တို့တော်ထွက်စကားများဒီလဲမနေ့ယနေ့နောက်မပြောင်းလဲသောစကားများဖြစ်ကိုရရှင်ပြည့်ညတ်တရားဒီလဲပြောင်းလဲခြင်းမရှိပါလူတွေသာပြည့်စုံခြင်းမရှိတော့လဲကိုရရှင်ရဲ့ပြည့်ညတ်တရားဒီပြည့်စုံလည်းရှိပါ၏ကိုရဒီသာသမီတို့အတွက်အကောင်းဆုံးသောအသက်ရှင်နေထိုင်မှုနဲ့ကောင်းဆုံးသောကျင့်စာရိတ္တကိုကိုရရှင်ချမှတ်ပေးသောနီလန်ဖြစ်တဲ့ပညာတော်များသည်ယနေ့အတွက်ကိုရောနှင့်အတူရှင်သန်လျက်ရှိပါ၏ထိုအရာများသာသမီတို့အသက်တာတွင်လိုက်လျှောက်နိုင်ဖို့ရန်အတွက်ခွန်အားပေးခြင်းနဲ့ယနေ့ကိုရရှင်တို့ကပတ်တော်ထဲမှကိုရရှင်ရဲ့တွင်တင်ချက်ဖြစ်သောပညာတော်အကြောင်းဆွေးနွေးသောအခါလေ့လာသောအခါကိုရရှင်ဝိညာဉ်တော်သည်သာသမီတို့ပေါ်၌ကင်းဝတ်လက်နားထောင်သောသူတိုင်းနားလည်နိုင်ဖို့ရန်တန်ရှင်းသောဝိညာဉ်တော်မဆပေးသနာတော်မူပါသခင်ယေရှုနာမတော်မြတ်နဲ့ဤအချိန်နာဤကိုတော်လက်တော်ထဲသို့ဆက်ကအနံပါတယ်ဖခင်အာမင်အားလုံးယေရှုတင်ပါတယ်ယနေ့အတွက်အခြေပြုကျမ်းကတော့ယောဟန်အခန်းကြီး14အငယ်15မှာတွေ့ရပါတယ်ယောဟန်အခန်းကြီး14အငယ်15ငါကိုချစ်လျင်ငါပညတ်တို့ကိုစောင့်ရှောက်ကြလော့နောက်တော့ခောက်ပြန်ဖတ်ပြခြင်းပါတယ်ငါကိုချစ်လျင်ငါပညတ်တို့ကိုစောင့်ရှောက်ကြလော့ရိုးရိုးရှင်းရှင်းလေးနဲ့တိုးတိုးတုတ်တုတ်လေးနဲ့အဓိပ္ပာယ်ဆိုလိုရင်းကိုရောက်ရှိတဲ့ကျမ်းချက်ကလေးဖြစ်ပါတယ်ယနေ့ခရိယန်တွေရဲ့ယုံကြည်မှုပုံစံမြောက်များစွာရှိပေမဲ့လို့အုပ်စုအားဖြင့်ခွဲမယ်ဆိုရင်ဘုရားသခင်ရဲ့ပညတ်တော်ကိုလက်ခံပြီးတော့ပညတ်တော်ဟာအသက်ရှင်သေးတယ်ဆိုတဲ့ယုံကြည်တဲ့အုပ်စုတစုရဲ့ပညတ်တော်မလိုတော့ဘူးလို့ယုံကြည်နေတဲ့အုပ်စုတစုရဲ့အုပ်စုနှစ်စုပဲရှိတယ်ဆိုတာကျွန်တော်တို့အနေနဲ့အုပ်စုအနေနဲ့ခွဲမယ်ဆိုရင်သိတာပါတယ်တချို့လူတွေဘယ်လိုယုံကြည်တယ်လဲဆိုတော့ပညတ်တော်ဟာဆိုရင်တဲ့ဓမ္မဟောင်းကာလမှာရှိတဲ့လူတွေစောင့်ဖို့လိုပေမဲ့ဓမ္မတစ်ကာလမှာရှိတဲ့လူတွေစောင့်เสียမလိုဘူးလို့ယုံကြည်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုဓမ္မတစ်ကာလကလူတွေဒါခရစ်တော်ကိုယုံလိုက်မယ်ဆိုရင်ပြီးပြီလို့ယုံကြည်ပါတယ်ပြီးတော့တချို့ကကြတော့ဓမ္မဟောင်းကာလကလူတွေကပညတ်တော်မစောင့်နိုင်လို့ခရစ်တော်လာပြီးအသေးခံတာဖြစ်တယ်နော်ပညတ်တော်10ပါးမပြောနဲ့တပါးတော်မှမလိုက်နိုင်ဘူးမဟုတ်ဘူးလားဆိုပြီးတော့ပြောတဲ့ဇာတ်တွေလည်းရှိပါတယ်တပါးတော်မလိုက်နိုင်ဘူးဆို10ပါးဆိုရင်ပိုဝေးပေါ့ဆိုတဲ့ဇာတ်တွေပေါ့နော်ဆိုတော့ခရစ်တော်ဒီဓမ္မဟောင်းကာလကလူတွေကပညတ်တော်10ပါးကိုမလိုက်နာနိုင်လို့ခရစ်တော်အသေးခံတယ်လို့ယုံကြည်တဲ့လူကခရစ်တော်ကဒီသူတို့မလိုက်နာနိုင်တဲ့အရာတွေကိုယူတင်ဝတ်ဆောင်ပြီးတော့လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီခရစ်တော်ကိုယုံကြည်နဲ့ကျွန်တော်တို့လက်ဖျားလေးတောင်လှုပ်เสียရမလို့ပဲနဲ့ကျွန်တော်တို့ကြက်တင်ချင်းရတယ်လို့ယုံကြည်တဲ့လူတွေရှိပါတယ်နော်တကယ်လို့များတာဆိုရင်မိကွန်းတစ်ခုရှိတာကဓမ္မဟောင်းကာလကလူတွေကရောပညတ်တော်10ပါးကိုလိုက်နာနိုင်မယ်ဆိုရင်ခရစ်တော်အသေးခံเสียမလို့တော့ဘူးလားဆိုတဲ့မိကွန်းပေါ့နော်ကျွန်တော်တို့စဉ်းစားရမှာပြီးတော့နောက်တစ်ခုကခရစ်တော်အသေးခံပြီးတဲ့နောက်ပိုင်းမှာပညတ်တော်ဆိုတဲ့အရာကအရေးပဲဖြစ်တယ်အရေးတကယ်အစစ်ဖြစ်တဲ့ခရစ်တော်အသေးခံပြီးဖြစ်တဲ့အတွက်ကြောင့်အရေးကမလိုတော့ဘူးလို့ပြောပါတယ်နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီအရာတွေဆင်ခြင်သုံးသပ်ရမှာဖြစ်တယ်ခရစ်တော်လာနောက်တစ်ခုကကျွန်တော်ခရစ်တော်လာအသေးခံတာကကျွန်တော်တို့စဉ်းစားဖို့ကပညတ်တော်ကိုဖျက်ဆီးဖို့လားဒါမှမဟုတ်ဘာအတွက်လာပြီးတော့ဒီလောကကြီးထဲမှာလာပြီးတော့အသေးခံတယ်လဲဆိုတော့ကျွန်တော်တို့သိဖို့အရေးရှိပါတယ်ဆိုခုနပြောတဲ့နော်ဓမ္မဟောင်းကာလကလူတွေကပညတ်တော်စောင့်ရှောက်ဖို့လိုပြီးတော့ဓမ္မတစ်ကာလကိုလူတွေကမလိုဘူးဓမ္မဟောင်းကာလကလူတွေကပညတ်တော်မစောင့်နိုင်လို့ခရစ်တော်ကြွလာတယ်ဆိုတဲ့အရာတွေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါဆိုရင်ဓမ္မဟောင်းကာလကလူတွေကကယ်တင်ခြင်းရတာက
သူတို့ကောင်းလို့သူတို့ဖြောင်းမလို့သူတို့ပြည့်ညတ်တော်ဆောင်လို့ကဲတင်ချင်းရမှာလားမေကွန်ရှိတယ်ဆိုတော့တေချာပြန်စဉ်းစားကြည့်ရင်ဓမ္မဟောင်းကာလမှာရစ်ပူဇော်ခြင်းဆိုတဲ့အမှုတွေရှိတယ်ရစ်ပရောဟိတ်တွေကတရက်ကိုတိုးတွေအကောင်တွေတိုက်ရတဲ့အကောင်ဘလောင်တွေတတ်ပြီးတော့အသွေးကိုတွန်းပြီးတော့ရစ်ပူဇော်ရတယ်ဒီအလုတ်ကဘာကိုပြောနေရလဲဒါဆိုရင်တကယ်လို့သာသူတို့ပြည့်ညတ်တော်ဆောင်လို့ကဲတင်ချင်းရမယ်ဓမ္မဟောင်းကာလလူတွေအဲ့ဒီနီးယားပင်ကဲတင်ချင်းရမယ်ဆိုရင်အဲ့ဒီအကောင်ဘလောင်တတ်ချင်းကဘာကိုပုံဆောင်တာလဲနော်အမတန်မှမာယွန်းတဲ့တွင်တင်ချက်တွေယနေ့ခရိယန်လောကမှာဒိတ်ကျင်းစရာတွေကဟောနေလျက်ရှိပါတယ်အမတန်မှတတိထားရမယ်အချက်လက်လေးတွေဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှကဘာကြီးစတင်ကြတဲ့ကနေဟိုကဘာဆုံးတဲ့ကြားထဲမှာရှိတဲ့လူတွေဘယ်သူကမှမိမိရဲ့ကောင်းမှုကြောင့်ပညာတော်စောင့်နိုင်ခြင်းကြောင့်ကဲတင်ခြင်းမရနိုင်ဘူးခရစ်တော်သားရင်ကျွန်တော်တို့ရဲ့ကဲတင်ပိုင်ရှင်ဖြစ်ပြီးတော့ခရစ်တော်အားဖြင့်သားရင်ကျွန်တော်တို့ကဲတင်ခြင်းရမှာဖြစ်တယ်ကဘာဦးကလေးကနေနောက်ဆုံးသောကာလအထိအကုန်လုံးဟာဂျေဇုတော်တက်ကြောင်းကဲတင်ခြင်းရတာဖြစ်တယ်ဘယ်သူကမှကဲတင်ခြင်းကိုမိမိရဲ့ပေးဆက်ခြင်းမိမိရဲ့စောင့်နိုင်ခြင်းကျင့်နိုင်ခြင်းဘယ်သူကမှမရခဲ့ဘူးပါဘူးရလဲရမှာမဟုတ်တော့ပါဘူးဒါဆိုရင်ဖရာသခင်ကပေးညတ်တော်ကိုဘာဖြစ်လို့ပေးနေသေးလဲဆိုတဲ့မိခွန်းရှိပါတယ်ဆိုတော့တစ်ချိန်တည်းမှာပဲခရစ်တော်ကိုလူတွေကအမျိုးမျိုးဝေဖန်ကြတယ်သူ့ခက်တုံးကလူတွေကသူ့ကိုဘယ်လိုထင်တယ်လဲဆိုတော့ဒီပုဂ္ဂိုလ်ကနော်ပညတ်တော်ကိုပယ်ဖြတ်ဖို့လာတာပဲဖြစ်မယ်ဆိုပြီးသူတို့ယုံကြည်ကြတယ်ကျွန်တော်တို့မဿဲခရစ်ဝင်ခန်းကြီး9အငယ်7ခုကိုကြည့်မယ်ဆိုကျွန်တော်တို့ဒီမိကွင်းအဖြစ်ကိုတွေးဝေပြီးစဉ်းစားစရာမလိုပဲနဲ့ချက်ချင်းပေါ်ပါတယ်ဘယ်လိုရေးထားလဲဆိုတော့ပညတ်တိကျမ်းအနာဂတိကျမ်းများကိုပယ်ဖြတ်ခြင်းကငါလာသည်ဟုမထင်ကြနဲ့ဖြတ်ပယ်ခြင်းကငါလာသည်မဟုတ်ပြည့်စုံစေခြင်းကလာသည်လို့ရေးထားပါတယ်ရှင်းရှင်းလေးပဲဖြစ်ပါတယ်ပညတ်တိကျမ်းနဲ့အနာဂတိကျမ်းတွေမပယ်ဘူးတဲ့ပြည့်စုံအောင်ငါလာခဲ့တာလို့ရေးထားခြင်းဖြစ်တယ်ဒီအချက်မှာကျွန်တော်တို့ဒီအကြောင်းအရာကတောင်ပေါ်ဒေသနာမှာပြောတာဖြစ်တယ်မာသဲခန်းကြီးကအငယ်3လောက်ကနေစဖတ်မယ်ဆိုရင် blessed are the poor နော် the poor in spirit ပေါ့သူရဲ့ကျမ်းပြိုင်ထဲမှာ the poor လို့ပဲရေးထားတယ်သူတို့တုန်းကလူတွေရဲ့အထင်မှာဆင်းရဲတဲ့လူတွေကဖယားသခင်ပေါ်မှာတစ္ဆာမရှိလို့ तू ကတုတ်တန်ကျမ်းတို့ဒီတရားဟောရာကျမ်းတို့မှာရေးထားတာကိုဖယားရဲ့စကားဣတိမီနားထောင်မယ်ဆိုရင်ကောင်းကင်ကနေကောင်းကြီးပင်လာရမယ်လို့ရေးထားတာကိုဒီတော့လူတွေရဲ့ idea ထဲမှာဘာပြန်ဝင်လာတယ်လဲဆိုတော့တစ်ဖက်မှာလူတစ်ယောက်ဟာဆင်းရဲပြီဆိုရင်ဖယားသခင်ကိုမယိုသေးလို့ဆိုတဲ့ idea ပြန်ဝင်လာတဲ့ခါကျတော့ဆင်းရဲတဲ့လူတွေဖယားရဲ့မျက်နှာမတွေ့ရဘူးလို့သူတို့အဲ့လိုထင်နေတဲ့ကာလမှာခရစ်တော်ကဆင်းရဲသောသူတွေဟာကောင်းကြီးမင်္ဂလာခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းကင်နိုင်ငံသူတို့ရဲ့နိုင်ငံဖြစ်တယ်လို့ခရစ်တော်ကဒီတောင်ပေါ်ဒေသနာကိုစပြီးပြောလိုက်တဲ့အချိန်မှာလူထုကြီးကနော်စိတ်ထဲမှာဒီပုဂ္ဂိုလ်ပြောတဲ့စကားကထူးခြားနေပါလားဆိုပြီးတော့ဒီပုဂ္ဂိုလ်ဟာပညတ်ကိုဖျက်ဖို့များလာသလားဆိုတော့စိတ်မတော်ရှိလာလိမ့်မယ်အဲ့ဒီအချိန်မှာခရစ်တော်ကဆက်ပြီးတော့အခန်းငယ်ဆက်ခွန်ရောက်တဲ့အခါကျတော့ငါပညတ်တိကျမ်းအနာဂတိကျမ်းကိုပြက်ပြက်ချင်းလာတာမဟုတ်ဘူးငါပြည့်စုံစေဖို့လာတယ်လို့ခရစ်တော်ကအတိအလင်းပြန်ပြီးကြေညာခဲ့ပါတယ်သူခက်ကလူတွေကအဲ့လိုထင်တယ်လို့ဒီကနေ့လူတွေကကြတော့ခရစ်တော်ကိုကြတော့ကျွန်တော်တို့လိုချင်ပြီးတော့သူ့ရဲ့ပညတ်တော်ကိုကြတော့ကျွန်တော်တို့ကမလိုချင်တော့ဘူးဖြစ်ပြန်တယ်ဆိုတော့သူကပြည့်စုံစေမယ်ဆိုတဲ့အခါကျတော့တချို့လူတွေကဒီညမှာဘာလဲညှို့ထိုးပြန်တယ်လဲဆိုတော့ပြည့်စုံဖို့အတွက်လာတာကတင်တဲ့ကျွန်တော်မဟုတ်ဘူးခရစ်တော်ကလာတာအဲ့ဒါကြောင့်သူပြည့်စုံစေပြီးပြီငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြည့်စုံစေမဲ့လူကငါတို့မဟုတ်ဘူးခရစ်တော်ဖြစ်တယ်လို့ပြောပါတယ်နော်အဲ့ဒီနေရာမှာစဉ်းစားစရာလေးအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကဘာဖြစ်လို့ပညတ်တော်ကိုလာပြည့်စုံစေတယ်လဲဆိုတာကိုလည်းစဉ်းစားရမှာဖြစ်တယ်သူကနဲ့သူကောင်းကင်ဘုံမှာနေပညတ်တော်ကသူကနဲ့သူပြည့်စုံနေတာပဲသူလည်းပြည့်စုံစောင့်နေတာပဲဘာဖြစ်လို့လူအနေနဲ့ဆင်းလာပြီးတော့ပြည့်စုံစေဖို့လာတယ်လဲဆိုတဲ့နေရာမှာအချက်၃ချက်လောက်ရှိတယ်တစ်ခုကကြတော့သူကဖယားသခင်ရဲ့စကားတော်ကိုယာခိုင်တော့အပြည့်နားထောင်ကြောင်းကျွန်တော်တို့ကိုပြသသွားတာဖြစ်တယ်
နားထောင်နိုင်စွမ်းရှိကြောင်းလည်းပြတာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်အာဒံနဲ့အေဝါကိုဘုရားသခင်ကဒါမစားနဲ့လို့ပြောလိုက်တဲ့အချိန်မှာသူတို့မှာအပြစ်ခန္ဓာကိုယ်နဲ့ရှိတာမဟုတ်ပဲနဲ့တွေးသောဆင်ခြင်နိုင်ဖို့အတွက်တော်၎င်းဘုရားကိုတိဖို့အရာတော်၎င်းသူတို့မှာအပြည့်အဝရှိရတာနဲ့ဘုရားစကားကိုနားမထောင်ခဲ့ဘူး။တကယ်တမ်းဆိုရင်အာဒံနဲ့အေဝါရဲ့အခြေအနေနဲ့ခရစ်တော်လူစားတိကိုခံယူတဲ့အခြေအနေနဲ့သူတို့အခြေအနေချင်းနိုင်ရှင်ကြည့်မယ်ဆိုရင်အာဒံနဲ့အေဝါကပြစ်တတ်တာတယ်။ဒါပေမဲ့ဘယ်လိုပဲသာခရစ်တော်လူစားတိခံယူပြီးမွေးဖွားလာတဲ့ခါကျတော့သူ့ရဲ့ခမည်းတော်ထံမှာနေစဉ်နဲ့အမျှအချိန်တိုင်းနာရီတိုင်းအဆက်အသွယ်ရှိတဲ့အတွက်ကြောင့်ယာခိုင်နှုန်းအပြည့်ဖျားစကားကိုသူနာခံနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။လူတိယတစ်ခုအနေနဲ့ prophet ဓမ္မဟောင်းကျမ်းထဲမှာဟောထားသမျှသောအရာအလုံးဒီခရစ်တော်အားဖြင့်ပြည့်စုံမှာဖြစ်တာကိုလည်းပြောပြခြင်းဖြစ်တယ်လို့နံပါတ်3အချက်ကဒီအရာတွေရဲ့ကယ်တင်ရှင်ဟာသူပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြခြင်းဖြစ်တယ်။ဆိုတော့တနည်းအားဖြင့်ဆိုရင်ကျွန်တော်တို့ကိုနံပါတ်1အနေနဲ့ तू ကဖခင်ခမည်းတော်ရဲ့စကားအလိုတော်ကိုလိုက်လျှောက်ခြင်းဟာကျွန်တော်တို့ကိုပြသခြင်းဖြစ်တယ်ဒီအရာတွေပြည့်စုံဖို့အတွက် तू လာတာကျွန်တော်တို့ကိုဖြစ်ဖို့လာတာမဟုတ်တဲ့အတွက်ကြောင့်ပြည့်စုံစေဖို့ဖြစ်တဲ့အတွက်ကြောင့်ဘာရည်ရွယ်ချက်လဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာအလိုတော်ကြီးကောင်းကင်ဘုံနဲ့ပြည့်စုံတဲ့ကဲကျွန်တော်တို့ရဲ့အသက်တာမှာလည်းပြည့်စုံဖို့ဖြစ်တယ်ဒီအရာတွေကျွန်တော်တို့ခရစ်တော်ကိုကြည့်ပြီးတော့ကျွန်တော်တို့အသက်တာမှာလည်းလိုက်လျှောက်လိုက်နာနိုင်ဖို့ရန်အတွက်ခရစ်တော်ကဒီလိုလုပ်ပါခမည်းတော်နဲ့ဆက်သွယ်မယ်ဆိုရင်တင်းရဲ့ခွန်အားနဲ့တင်ရှုံးမယ်ဒါပေမဲ့ခမည်းတော်စီကခွန်အားနဲ့ဆိုရင်တင်နိုင်မယ်ဆိုတဲ့အချက်ကိုပြသနေခြင်းဖြစ်တယ်ဆိုတော့တချို့ကကြတော့ဒီလိုခရစ်တော်ရဲ့ပညတ်တစ်ကိုတော့ကြိုက်တယ်တဲ့10ပါးကိုပညတ်တော်10ပါးတော့မကြိုက်ဘူးလို့ပြောတဲ့လူရှိပါတယ်ဒါဆိုရင်ကျွန်တော်စဉ်းစားစရာရှိတယ်ပညတ်တော်10ပါးကဘယ်သူပေးပြီးတော့เนาะဒီခရစ်တော်ရဲ့ပညတ်တစ်ကဘာလဲဆိုတာကျွန်တော်တို့သိဖို့အရန်အရေးကြီးလာပါတယ်ဆိုတော့ကျွန်တော်တို့ပညတ်တော်10ပါးကဘယ်ကနေစပေးတယ်လဲဆိုတော့မောရှေခက်မှာတိနာဆောင်ပေါ်ရောက်တဲ့အခါကျတော့ဖျားသခင်ကမောရှေကိုခေါ်ပြီးတော့တောင်ပေါ်ကနေပေးလိုက်ခြင်းဖြစ်တယ်ဆိုတော့ဖျားသခင်ကခေါ်တယ်ဖျားသခင်ကလက်ညှိုးတော်နဲ့ကြောက်ပေါ်မှာရေးပြီးတော့မောရှေကိုပေးတာဖြစ်တယ်နှခါယူတယ်ဒီပညတ်ဟာအင်မတန်မှအရေးကြီးတဲ့ပညတ်ဖြစ်တယ်ဘယ်သူတွေကိုပေးတယ်လဲဆိုတော့ဣသရေလလူတွေကိုပေးတာဖြစ်တယ်ဆိုတော့ဘာဖြစ်လို့ဣသရေလလူတွေပေးလဲဆိုတော့အဲ့ဒီချိန်မှာဣသရေလလူတွေပဲရှိလို့ဣသရေလလူတွေကိုပေးတာဖြစ်တယ်ဒီညမှာရေးကြီးတဲ့အချက်တွေတချို့ရှိတယ်အဲ့ဒီဖျားသခင်ဆိုတော့ခမည်းတော်ဖျားလားသားတော်ဖျားလားတန်ရှင်းတော်ဝိညာဉ်တော်ဖျားလားဆိုတော့ကျွန်တော်တို့နည်းနည်းလေ့လာကြည့်မယ်ဆိုတော့နံပါတ်1အနေနဲ့အာပြဟန်စီမှာကပောက်ကျန်ခန်းကြီးဆက်ငယ်ဆက်ခွန်မှာလာလေတဲ့ဧည့်သည်ကောင်းကင်တမန်3ပါးရှိတယ်3ပါးထဲကတပါးဟာနှစ်ပါးကတော့တောတုံနဲ့ဂေါမရကိုဆက်သွားပြီးတော့သူတို့အဲ့မှာခဏနာပြီးဆက်သွားပြီးတော့တပါးနဲ့အာဗြဟံနဲ့စကားဆက်မိပြောတယ်မပြောခင်မှာအာဗြဟံကအဲ့ဒီဧည့်သည်ကိုမြေတို့ဥချပြီးဥညွတ်ချပြီးတော့ကိုးကွယ်နေတာတွေ့ရတယ်အဲ့ဒီလိုပဲယောရှုအခန်းကြီး9ငွေ73ကနေ15မှာဘိုလ်မှူးတယောက်ကိုသူတွေ့တယ်လူသားကဲတော့เนาะဒီဘိုလ်မှူးကိုဘုရားသခင်ရဲ့ထာဝရဘုရားရဲ့ကောင်းကင်တမန်လို့ခေါ်တဲ့ဒီဘိုလ်မှူးကိုတွေ့တဲ့ချိန်မှာသူကပြက်ဝတ်ပြီးကိုးကွယ်လိုက်တယ်နံပါတ်3အနေနဲ့တရားသူကြီးမတ်စာအခန်းကြီး73ငွေ19ကနေ20မှာမာနော်ကသူ့ရဲ့ဇနီးနဲ့ဘုရားသခင်ရဲ့ကောင်းကင်တမန်ကိုတွေ့တယ်ဘုရားသခင်ရဲ့တမန်ကိုတွေ့တဲ့အခါကျတော့သူကဘုရားကိုငါမြင်ပြီတဲ့ငါတေရတော့မယ်လို့သူထင်တယ်သူမတေဘူးအဲ့ဒီတစ်ချက်ပြီးတော့ဒံယေလအခန်းကြီး3ငွေ25မှာဒံယေလရဲ့တငယ်ချင်းတွေဖြစ်တဲ့ဆဒရမစကဘဲနဂိုမီးရဲပြစ်ချခံရတယ်ဒါပေမဲ့မီးရဲရောက်တဲ့အခါကျတော့3ယောက်မဟုတ်တော့ပဲ4ယောက်ဖြစ်နေတယ်ဘာဘူးလို့မရင်ချက်ကြည့်ပြီးတော့စတုထမြောက်တဲ့ယောက်ဟာဖယားသခင်ရဲ့သားနဲ့တူတယ်လို့ပြောပါတယ်ဇခရိအခန်းကြီး3ငယ်1ကနေ4ကိုဖတ်ကြည့်မယ်ဆိုရင်ယေဘရဟိယောရှုအပြစ်ရှိပြီးတော့လုံးဝအကောင်းမဖော်နိုင်တဲ့အချိန်တွေမှာကောင်းကင်တမန်တစ်ပါးကသူ့ကိုလုံးဝရှိနေလိုက်ပြီးတယ်စာတမန်ကလက်ညှိုးငေါ့ထိုးပြီးတော့အပြစ်တင်တဲ့ချိန်မှာဒီပုဂ္ဂိုလ်ဟာမီးတဲကနေဆွဲထုတ်ထားတဲ့မီးစလိုပဲဖြစ်တယ်သူ့ကိုဒီလိုမလုပ်ပါနဲ့သူ့ရဲ့အပြစ်ကိုငါလွတ်ပြီးဆိုပြီးတော့တခြားကောင်းကင်တမန်တွေဒီမှာသူ့ကိုအင်ဂျီလဲပေးကြဆိုပြီးတော့ပြောလိုက်တာတွေ့ရတယ်ပြီးတော့စာတန်ကိုပြောလဲဆိုတော့တင့်ကိုဘုရားသခင်စီရင်ပါစေလို့ပြောတယ်ဒီစကားကယူဒခန်းကြီး1ငယ်9မှာ
မိုက်ကယ်မိခေလာနဲ့ဆာဒမန်နာနဲ့မောရှေရဲ့အလောင်းကိုလူတဲ့အချိန်မှာပြောတဲ့စကားနဲ့တူတူပဲဖြစ်တယ်ဆိုကျွန်တော်တို့ဒီအရာတွေကိုကြည့်ချင်းအပြင်ကောင်းကင်တမန်ဘုရားသခင်ထာဝရဘုရား၏ကောင်းကင်တမန်ထာဝရဘုရား၏ကောင်းကင်တမန်လို့ရေးထားတာတွေ့ရတယ်အထူးသဖြင့်ထွတ်မြောက်ရန်ခန်းကြီး3လို့เนาะကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့3အခန်းငယ်1ကနေ6ကိုကြည့်မယ်ဆိုရင်မောရှေကိုယ်တိုင်ကတောထဲမှာလောင်နေတဲ့ခြုံပုတ်ကိုတွေ့တယ်အဲ့ဒီလောင်နေတဲ့ခြုံပုတ်ကမိမကျွမ်းသွားဘူးထူးဆန်းတာကအဲ့ဒီပါလက်စတိုင်းဒေသမှာဒီခြုံပုတ်မိလောင်နေဆိုတာတဲကန်တရားဖြစ်တဲ့ကြောင့်အထူးဆန်းမဟုတ်ဒါပေမဲ့အဲ့ဒီသူတွေ့တဲ့ခြုံပုတ်ကမိလောင်မကျွမ်းတဲ့ခါကျတော့သူအံ့ဩပြီးတော့အချင်းကပ်လာတဲ့ချိန်မှာကောင်းကင်တမန်တစ်ပါးထွက်လာပြီးတော့တင်ရက်သောနေရာဒီတန့်ရှင်းသောနေရာဖြစ်တင်ရဲ့ချိန်နှင်းကိုချွတ်ပါလို့ပြောလိုက်တယ်ဒီထွက်လာတဲ့ကောင်းကင်တမန်ကလည်းဖယားသခင်လည်းဖြစ်တယ်လို့ထာဝရဘုရားဖြစ်တယ်လို့ထာဝရဘုရားမိန့်တယ်လို့အဲ့ဒီနေရာမှာအဲ့ဒီကြမ်းချက်မှာတေချာဖတ်ရင်တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ဒီဓမ္မဟောင်းမှာပေါ်ခဏကိုထင်ပြပြီးပေါ်လာတဲ့ကောင်းကင်တမန်ဘုရားထာဝရဘုရားရဲ့ကောင်းကင်တမန်လို့ရေးထားတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်လူသားလို့ရေးထားတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ကြောက်အနေနဲ့တော်၎င်းမိုးတိမ်အနေနဲ့တော်၎င်းမိတိုင်အနေနဲ့တော်၎င်းပေါ်လာတဲ့ပုဂ္ဂိုလ်ဟာဆိုရင်တခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ခရစ်တော်ဘုရားဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒီတော့တကယ်လို့ဒါဒီပုဂ္ဂိုလ်ဟာတာမန်ဒါမှမဟုတ်ရင်ကောင်းကင်တမန်ဖြစ်မယ်ဆိုရင်ဒါမှမဟုတ်တနည်းအားဖြင့် created being ပေါ့နော်ဖန်ဆင်းခံရတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့မယ်ဆိုရင်ဗျာဒိတ်ခန်းကြီး19ငယ်30ကိုကြည့်ပြီးဆိုရင်ယောဟန်ကိုဗျာဒိတ်ပေးတဲ့ကောင်းကင်တမန်ကိုယောဟန်ကပြည့်ဝတ်ပြီးကိုးကွယ်ဖို့အတွက်ခြေရင်းမှာသူပြည့်ဝတ်လိုက်တဲ့ခါကျတော့အဲ့လိုမလုပ်ပါနဲ့တဲ့မပြုတ်ပါနဲ့တဲ့ဘုရားသခင်ကိုသာကိုးကွယ်ပါလို့ပြောပါတယ်ဗျာဒိတ်ခန်းကြီး20ငယ်8နဲ့9မှာလည်းအဲ့လိုပဲထိုနည်း၎င်းနှစ်ခါယောဟန်နော်တပိတော်ယောဟန်ကကောင်းကင်တမန်ကိုကိုးကွယ်ဖို့ကြိုးစားတဲ့ချိန်မှာလုံးဝညှင်းပယ်ခြင်းခံခဲ့ရပါတယ်မာသဲအခန်းကြီး4အငယ်9မှာဆိုရင်ကိုးကွယ်ခံလို့တဲ့ကောင်းကင်တမန်တစ်ပါးပေါ်လာတယ်ဘယ်သူစီမှာလဲဆိုတော့ခရစ်တော်စီမှာပေါ်လာတယ်ဆိုတော့အဲ့ဒီခရစ်တော်စီမှာပေါ်လာတဲ့ကောင်းကင်တမန်ငါ့ကိုကိုးကွယ်မယ်ဆိုရင်တဲ့ငါနဲ့မြင်နိုင်တဲ့အရာတွေအကုန်လုံးဒီလောကီအရာတွေအကုန်လုံးငါနဲ့ပေးမယ်ဆိုတော့ခရစ်တော်ကဘာပြောလဲဆိုတော့ထာဝရဘုရားကလွင်ဘယ်သူမှမကိုးကွယ်ရဘူးလို့ပြောလိုက်ပါတယ်ဆိုတော့ဒီအရာတွေကျွန်တော်ပြန်ဆက်ဆက်ကြည့်မယ်ဆိုရင်ကောင်းကင်တမန်တဘာဘာဟာကိုးကွယ်ခံထိုက်တဲ့ကောင်းကင်တမန်မရှိဘူးမရှိတဲ့ခါကျတော့ခုနပေါ်ပြနေတဲ့ထာဝရဘုရားရဲ့ကောင်းကင်တမန်လို့ပေါ်ပြနေတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုတဲ့မိကုန်းကဘယ်သူဖြစ်တယ်လဲဆိုတော့ဖယားဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်။တနည်းအားဖြင့်ဒီလောကကြီးထဲမှာခဏလာပြီးတော့ကျွန်တော်တို့ ਨੇ မိတ္တဟာယဖွဲ့ပြီးတော့ကျွန်တော်တို့ကိုလမ်းညွှန်ပေးနေသောပုဂ္ဂိုလ်ဟာခရစ်တော်ပဲဖြစ်တယ်။အရာခတ်သိမ်းတို့ဒီသူ့အတွက်ဖန်ဆင်းတယ်သူ့အားဖြင့်ဖန်ဆင်းတယ်ဆိုတာကျွန်တော်တို့ကောလောသဲမှာတွေ့ရပါတယ်။ဒီအတွက်ကြောင့်မောရှေစီကိုလာတဲ့ကောင်းကင်တမန်ဟာအခြားမဟုတ်ဘဲနဲ့ခရစ်တော်ဖြစ်တယ်။တမန်တော်ဝတ္ထုခန်းကြီး3ငယ်38ကိုဖတ်မယ်ဆိုရင်ထိုသူဒီတော်ရင်း၌ရှိသောအစည်းအဝေး၌၎င်းတိနာတောင်ပေါ်မှာသူ့ကိုနှုတ်ဆက်သောကောင်းကင်တမန်နှင့်၎င်းတဲ့ငါတို့အဘများနှင့်၎င်းရှိ၏တဲ့ထိုသူဒီငါတို့အားအပေးခြင်းငါအသက်ရှင်သောဗျာဒိတ်တော်ကိုခံလေ၏အဲ့ဒီထိုသူဆိုတာခရစ်တော်ကိုညွှန်းခြင်းဖြစ်တယ်ပေတရုပြောတဲ့စကားဖြစ်တယ်ဆိုတော့ဒီအရာတွေပြန်သုံးသပ်ကြည့်မယ်ဆိုရင်တိနာတောင်ပေါ်မှာပညတ်တော်10ပါးကိုပေးသောပုဂ္ဂိုလ်ဟာဆိုရင်တခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ခရစ်တော်ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာကျွန်တော်တို့သိရပါတယ်ဆိုတော့ခရစ်တော်ကကျွန်တော်တို့ကိုပညတ်တော်10ပါးပေးခဲ့တယ်ဒါပေမဲ့သူပေးခဲ့တဲ့ပညတ်တော်10ပါးကိုမောရှေနဲ့သူ့ရဲ့ဣသရေလလူတွေကမရှင်းဘူးနားမလည်ဘူးအဲ့ဒီအတွက်ကြောင့်ခရစ်တော်ဟာလူစားတိကိုခံယူတဲ့အချိန်မှာတဖန်ပြန်လဲပေးလိုက်တဲ့အရာတွေ့ရတယ်ဆိုတော့ခရစ်တော်လူစားတိကိုခံယူပြီးတော့မွေးပွားလာခြင်းကိုprophet ဘယ်လိုပြုထားတယ်လဲဆိုတော့တရားဟောရခြင်းခန်းကြီး16ငယ်15မှာမောရှေကဘာပြောလဲဆိုတော့ငါနဲ့သူတော်သူလာမယ်လို့ prophet တပါးလာမယ်လို့ပြောထားပါတယ်မောရှေကအဲ့လိုပြောတယ်မလခိခန်းကြီး4ငယ်4နဲ့5မှာနောက်ဆုံးသောကာလမှာအီလိယလာလိမ့်မယ်လို့လည်းရေးထားပါတယ်ဆိုတော့မောရှေကဘယ်သူကိုပုံဆောင်လဲဆိုတော့ပညတ်တော်ကိုပုံဆောင်ပြီးတော့အီလိယကအနာဂတိကျမ်းကို prophet ပေါ့နော်အနာဂတိကျမ်းကိုပုံဆောင်တာဖြစ်တယ်နောက်ဆုံးသောကာလမှာ
ပြညတ်တော်အနာဂတိကျမ်းနဲ့ပြညတ်တော်ဒီနှစ်ခုပြန်လာမယ်ဆိုတဲ့အရာကိုဖော်ပြပြီးတော့နောက်တစ်ခါကျတော့မဿဲခန်းကြီး7အငယ်3မှာနော်မောရှေပြောတဲ့စကားငါနဲ့တူသောသူလာမယ်ဆိုတဲ့စကားကိုမဿဲ7:3မှာအီလိယနဲ့မောရှေကတကယ်ပဲတောင်ပေါ်မှာပေါ်လာခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အဲ့ဒီအီလိယနဲ့မောရှေပေါ်ချင်းထက်သာတဲ့ဆိုလိုရင်နောက်ထပ်တစ်ခုရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ပေတရုကတမန်တော်ဝတ္ထုခန်းကြီး3ငယ်20မှာငါနဲ့တူသော prophet တပါးဒီပေါ်လာလတန့်ဆိုတဲ့စကားတမန်တော်ဝတ္ထုခန်းကြီးခွန်အငယ်30မှာလည်းဒီစကားပဲအဲ့ဒီငါနဲ့တူသော prophet တပါးလို့မောရှေပြောခဲ့တဲ့ပုဂ္ဂိုလ်ဟာတခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ခရစ်တော်သားလင်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကျတော့မဿဲခန်းကြီး7ငယ်14မှာနော်ဘာရေးထားလဲဆိုတော့ယောဟန်နှစ်ချင်းစရာယောဟန်ကိုခရစ်တော်ကဤသူကားတဲ့လာလတန့်သောအီလိယဖြစ်တယ်လို့ပြောပါတယ်အီလိယဖြစ်တဲ့ prophet နဲ့မောရှေဖြစ်တဲ့ပညတ်တော်ဒီနှစ်ခုပြန်လာမယ်ဆိုတဲ့စကားကဒီခန္ဓာကိုယ်အဖြစ်ခရစ်တော်နဲ့တောင်ပေါ်မှာပေါ်ချင်းတာမကပဲနဲ့အီလိယဖြစ်တဲ့အီလိယအသစ်ဖြစ်တဲ့နှစ်ချင်းစရာယောဟန်နဲ့မောရှေအသစ်ဖြစ်တဲ့ခရစ်တော်လာခြင်းကိုပုံဆောင်တာဖြစ်တယ်ဒါဆိုရင်မောရှေကငါနဲ့တူသော prophet တပါးလို့သူနဲ့ဘယ်လိုတူတယ်လဲဆိုတာကျွန်တော်တို့ပြန်ရှာကြည့်မယ်ဆိုရင်မောရှေကပြညတ်တော်10ပါးဣသီလလူတွေပေးတဲ့ကဲတော့ခရစ်တော်ဟာလည်းပြညတ်အသစ်ကိုပေးတော်သူဖြစ်တယ်မောရှေကတောင်ပေါ်ကနေပြညတ်ကိုပေးတယ်လို့ခရစ်တော်ကလည်းတောင်ပေါ်ဒေသနာဆိုပြီးတော့တောင်ပေါ်ကနေပေးတဲ့ပြညတ်တွေဒီကနေ့ပြင်သွားရမှာဖြစ်တယ်ခရစ်တော်ကတောင်ပေါ်ကနေပေးတယ်မောရှေကလည်းတိနာတောင်ကနေပေးတယ်နော်120ခုမြောက်သောစာလမှာငါ့ကိုမဆချင်းအကြောင်းဒီပေါ်ထွက်ရသောတောင်ရိုးတို့ငါမျောကြည့်လို့ရေးထားပါတယ်ကျွန်တော်တို့ကမဆတဲ့အရာတွေကျွန်တော်တို့ကိုပေးမှာဖြစ်တယ်အဲ့ဒါကတောင်ပေါ်ကနေပေါ်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါပေမဲ့ကွဲပြားချက်ကတော့ဘာရှိလဲဆိုတော့တိနာတောင်တို့ကဖယားသခင်ဟာကောင်းကင်ကနေဆင်းလာတယ်လို့ရေးထားပါတယ်ဒါပေမဲ့ဒီတောင်ပေါ်ဒေသနာဒီခရစ်တော်ဟောတဲ့တောင်ပေါ်ဒေသနာကဂါလိလဲပြည်နဲ့အနီးတစ်ဝိုက်မှာရှိမယ်လို့ဂါလိလဲအိုင်နဲ့အနီးတစ်ဝိုက်မှာရှိမယ်လို့ကျမ်းသက်ပုဂ္ဂိုလ်တွေကယူဆပါတယ်အဲ့ဒီမှာခရစ်တော်ကတော့အဲ့ဒီတောင်ပေါ်ကိုတက်သွားပြီးတော့ဟိုးတိနာတောင်မှာကျတော့ဆင်းလာတယ်ဒီဓမ္မတစ်ကာလမှာတော့တက်သွားတယ်ဆိုတော့တွေ့ရတယ်ဓမ္မဟောင်းမှာဆိုရင်သူတို့မိုးချင်းတန်ကဲလို့နော်ကြီးမားသောအတန်ကြောက်စရာကောင်းတဲ့မီးခိုးတွေမီးလျံတွေနဲ့လာခဲ့တာတွေ့ရတယ်ဒါပေမဲ့ဓမ္မတစ်ကာလမှာတော့ခရစ်တော်ကိုယ်တိုင်နူးညံ့သိမ်မွေ့စွာဖြင့်နှုတ်တော်ထွက်စကားတွေဟောသွားတာတွေ့ရတယ်ဓမ္မဟောင်းကာလမှာတွေ့ရမယ့်ပုံကိုယ်တွေအဝိရိလျှော်ရတယ်ဒါပြီးနောက်ပြီးတော့ဒီတိနာတောင်ကိုသူတို့ပတ်လည်မှာဝိုင်းရံထားပြီးတော့မချင်းမကတ်ရအောင်မကန်ရအောင်မထိရအောင်တားမြစ်ထားတယ်3ရက်လောက်သူတို့ကြိုတင်ပြင်ဆင်ရတယ်ဒါပေမဲ့ဓမ္မတစ်ကာလမှာဆိုရင်ခရစ်တော်ကိုဆင်းရဲတဲ့လူတွေရောနော်ရေမချိုးတဲ့လူလည်းပါမှာပေါ့ဒါပေမဲ့အကုန်လုံးကတိုးလာပြီးတော့ခရစ်တော်ကိုချင်းကပ်လာတယ်ဆိုတာတွေ့ရတယ်ဒီအရာတွေကသူတို့ရဲ့ခြားနာချက်တွေဖြစ်တယ်ဓမ္မဟောင်းကာလမှာပြည့်ညတ်တော်ကိုကြောက်ပေါ်မှာရေးပြီးတော့ဓမ္မတစ်ကာလမှာယေဇကျေလ36 26 29အသားနှလုံးသားကိုပေးပြီးတော့အသားပေါ်မှာငါရေးထားမယ်လို့ပြောပါတယ်ဆိုတော့ဓမ္မတစ်ကာလမှာကျွန်တော်တို့နှလုံးသားထဲမှာဘုရားသခင်ထည့်တွင်းထားပြီးတော့ဓမ္မဟောင်းမှာပင်းညတ်ပေးတဲ့ဟာတွေကျတော့မလုံနဲ့လှုပ်ပါလုံနဲ့လှုပ်ပါအဲ့လောက်ထိပဲပြောပြီးတော့ဓမ္မတစ်ကာလမှာကျတော့ကျွန်တော်တို့ကိုဒီလိုပုံစံဖြစ်ရတယ်ဒါကဘာကိုပုံဆောင်လဲဆိုတော့ချစ်ချင်းမြတ်တာဖြစ်တယ်ဆိုတဲ့အရာထိသေးစိတ်ကိုရှင်းပြသွားတယ်ဆိုတာကျွန်တော်တို့အလေ့လာနိုင်ပါတယ်ဆိုတော့ခရစ်တော်ကဒီနေရာမှာနှစ်ခုမျိုးစလုံးရဲ့ audience ကိုပြန်ကြည့်မယ်ဆိုရင်ပထမပင်းညတ်တော်ပေးတော့က audience ကဒီဣသီလလူမျိုးတွေဖြစ်တယ်လို့ဒီတောင်ပေါ်ဒေသနာဟောတဲ့အချိန်မှာလည်းသူ့ရဲ့နားထောင်တဲ့ပရိသတ်တွေကဂျူးတွေပဲဖြစ်တယ်ဆိုတာတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ပထမပညတ်ကိုပေးတာကဣသီလတွေကိုပေးတဲ့အတွက်ကြောင့်ဣသီလလူမျိုးအတွက်ဖြစ်တယ်လို့တထစ်ကြကြီးယုံကြည်လို့မရတဲ့အပိုင်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဓမ္မတစ်ကာလမှာလည်းခရစ်တော်သူတရားဟောတဲ့ပုဂ္ဂိုလ်တွေကဂျူးလူမျိုးတွေပဲဖြစ်နေတယ်ဆိုတာတွေ့ရတယ်။အဲ့ဒီခက်မှာအဲ့ဒီလူတွေရှိတဲ့အဲ့ဒီလူတွေစီဟောတာဖြစ်တယ်။တနည်းအားဖြင့်ပြန်ပြောမယ်ဆိုရင်ဓမ္မဟောင်းကာလမှာခရစ်တော်ကဒီပညတ်တော်10ပါးပေးနေတဲ့အချိန်မှာအီဂျစ်လူမျိုးအမျိုးနွယ်ဝင်တွေလည်းအများကြီးရှိတယ်။သူတို့ထဲမှာဂျွန်သူတို့နဲ့ပါလာတဲ့ဂျွန်ဖြစ်တော့သူတို့နဲ့ပါလာတဲ့လူတွေလည်းတချို့ပါလာတာပဲဒါပေမဲ့အဲ့ဒီထဲမှာ
သူတို့အထဲမှာနာခံတဲ့လူတွေဖြစ်နေပြီဆိုရင်အကုန်လုံးနဲ့တက်ဆိုင်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့တနည်းအားဖြင့်ပြောမှဆိုဖယားသခင်ထာဝရဘုရားကိုမိမိရဲ့ဖယားလို့ယုံကြည်တာနဲ့အဲ့ဒီပညတ်နဲ့ကိုယ်နဲ့ဆိုင်တယ်ဆိုတာကျွန်တော်တို့လေ့လာလို့ရရှိပါတယ်ပြီးတော့နောက်တစ်ခုကခရစ်တော်ကပညာအသစ်ကိုထွင်ပြီးပေးတာလားဒါမှမဟုတ်ရင်ဘာကိုပေးတယ်လဲဆိုတာကျွန်တော်တို့လေ့လာမယ်ဆိုရင်သူ့အနေနဲ့အကျယ်ချဲ့ပြီးတော့ပေးလိုက်ခြင်းဖြစ်တယ်ဒါဆိုရင်သူအကျယ်ချဲ့တဲ့ကျွန်တော်တို့ယုံကြည်နိုင်မလားယုံကြည်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဓမ္မဟောင်းကာလမှာတကယ်ပညာကိုပေးခဲ့တာလဲသူပဲဖြစ်တဲ့အတွက်ကြောင့်ဓမ္မတစ်ကာလမှာသူကိုယ်တိုင်ကသူပေးခဲ့တဲ့ဓမ္မဟောင်းတုန်းကသူပေးခဲ့တဲ့ပညာတိချမ်းကိုနော်အဓိပ္ပာယ် definition ဖွင့်ပြတဲ့နေရာမှာသူ့ထက်ပိုတော်မဲ့သူတရားမှရှိမှာမဟုတ်တော့ဘာဖြစ်လို့ဆိုတော့ तू က the lawgiver သူပညာကိုပေးတော်သူဖြစ်လို့ဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီဓမ္မတစ်ကာလမှာဓမ္မဟောင်းကသူတို့တည်ပြီးသားပညာကဒီလိုရှိတယ်ငါပညာဒီကားဆိုပြီးတော့သူပြန်ပြီးအသစ်ပြန်ထွင်ထားဒါမှမဟုတ်မွမ်းမံထားတဲ့အရာဒါမှမဟုတ်အကျယ်ချဲ့ထားတဲ့အရာက6ချိန်တိုင်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ထွန်းမြောက်ကျမ်းခိုင်း20ငယ်73မှာလူအသစ်ကိုမတတ်နဲ့လို့ရေးထားတယ်မဿဲ9:20မှာတင်းတို့အနေနဲ့လူအသစ်ကိုမတတ်နဲ့လို့ရေးထားတယ်တဲ့အခုငါပြောမယ်တဲ့ညီအကိုကိုအထောက်မတန်အမျက်ထွက်တော်သူဒီယုံနာအပြစ်စီရင်ခြင်းကိုခံထိုက်ပြီအထောက်မတန်အမျက်ထွက်တာနဲ့ကိုနော်တယောက်နဲ့တယောက်အဲ့လိုဖြစ်တာနဲ့ကိုလူအသစ်ကိုတတ်ခြင်းနဲ့သူကနိုင်ရှင်းတာဖြစ်တယ်တကယ်လဲဟုတ်တယ်လူတယောက်ကိုအမျက်ထွက်လာပြီဆိုရင်ဒီလူကိုတခုခုလှုပ်ချင်တဲ့စိတ်လူရဖြစ်လာတယ်အဲ့ဒါကိုပဲခရစ်တော်ကပြောခြင်းဖြစ်တယ်သူမယားကိုမပြစ်မှားနဲ့လို့ရေးထားတယ်ငါဆိုဒီကားတဲ့ကိလေသာစိတ်နဲ့သူ့မယားကိုကြည်တော်သူစိတ်နှလုံးထဲ၌ထိုမိန်းမနဲ့ပြစ်မှားပြီလို့ထပ်ပြီးတော့ချဲ့ထားတာတွေ့ရပါတယ်။နော်အရင်တော့ကတော့ပြစ်မှားတာတကယ် action ပါတယ်။အခုကျတော့စိတ်နဲ့ပြစ်မှားတာကြည်တဲ့အကြည်လေးနဲ့ပြစ်မှားတာနော်တရားဟောဆရာတရားပြောတယ်ဆိုတော့ဘယ်လိုပြောလဲဆိုတော့ဒီအမျိုးသမီးတရားကိုစိတ်နဲ့ပြစ်မှားတယ်ဆိုတာပထမတစ်ခါကြည့်လိုက်တာအဲ့ဒီအပြစ်မဟုတ်ဘူးတဲ့ဒါပေမဲ့အဲ့ဒီမိန်းကလေးကိုဒုတိယချိန်ကြည့်လိုက်ခြင်းအပြစ်ဖြစ်တယ်လို့ပြောတယ်ဆိုလိုတာကကျွန်တော်တို့ပထမတစ်ချိန်မတော်တဆကြည့်လိုက်တာဘာမှပြဿနာမရှိဘူးဒုတိယချိန်ပြန်ကြည့်လိုက်တဲ့ချိန်မှာစိတ်ထဲမှာတမျိုးဖြစ်ပြီးတော့ကြည့်လိုက်ခြင်းဖြစ်တယ်ဆိုတာအဲ့ဒီဆရာတော်ညွှန်းလိုက်ခြင်းဖြစ်တယ်တတိယတစ်ခုကျတော့သဆုံးတယောက်သောသူဒီတဲ့မရနဲ့ထိမ်းများရေးဆက်ဆံပြီးမှတဖန်အပြစ်တင်စရာအကြောင်းရှိသောကြောင့်စိတ်မတွေ့ရင်ဖြစ်စာကိုရေး၍သူ၌အပ်ပေးသောအပ်ပေးသဖြင့်နဲ့လွတ်လိုက်ရမည်တဲ့တရားဟောရခြင်းအခန်း24ငယ်1မှာရေးထားတယ်ဒါပေမဲ့ခရစ်တော်ကမဿဲ9:30နဲ့မှာငါပြည့်ညတ်ဒီကားတဲ့မာယွန်းချင်းအကြောင်းမှတပါအခြားသောအကြောင်းကြောင့်မိမိမယားနဲ့ကြွာသောသူတွေမိမိမယားကိုမာယွန်းစေ၏လို့ရေးထားတယ်။တော့အရင်တော့ဖျက်စာပေးလို့ရတယ်ဒါပေမဲ့အခုကတခြားအကြောင်းကြောင့်မဟုတ်မာယွန်းချင်းအကြောင်းတစ်ခုတည်းမဟုတ်ဘူးဆိုရင်ကြံတဲ့အရာတွေနဲ့မယားနဲ့မကွာပါနဲ့လို့ပြောလိုက်တာဖြစ်တယ်။ဝိပယကျမ်း19ငယ်21မှာမဟုတ်မမှန်မကြိမ်ဆိုခြင်းကိုမပြုရမဟုတ်မမှန်ပဲနဲ့မကြိမ်နဲ့လို့ပြောတာဒါပေမဲ့မဿဲ9:34မှာကြာကြိမ်ဆိုခြင်းကိုလည်းမပြုရကြိမ်ကိုမကြိမ်နဲ့နော်မန်ဒီဖြစ်စေမမှန်ဒီဖြစ်စေမကြိမ်နဲ့လို့ရေးထားပါတယ်အဲ့ဒါကြောင့်တခါတလေကျန်ကခရိယန်လောကမှာကြိမ်ချင်းတယ်ကျမ်းစာနဲ့ကိုကြိမ်တယ်စသဖြင့်ပြောတဲ့လူတွေရှိပါတယ်ခရစ်တော်ကတော့သူရဲ့ဓမ္မသစ်ပညတ်တော်မှာဘာပြောလဲဆိုတော့မကြိမ်နဲ့နော်မန်ဒီဖြစ်စေမမှန်ဒီဖြစ်စေမကြိမ်ပါနဲ့လို့နော်တင်းကိုတင်မပိုင်ဘူးလို့ရေးထားပါတယ်ပြီးတော့ထွန်းမြောက်ကျမ်းခိုင်း27ငယ်24မှာမျက်စိအတွက်မျက်စိသွားအတွက်သွားကိုပြန်ပေးရမယ်လို့ရေးထားတယ်မဿဲ9:39မှာနောက်ဆက်သောသူကိုမစည်းသားနဲ့နော်ကျွန်တော်တို့ကိုအဲ့လိုပြန်တွန်းတင်ထားတွေ့ရတယ်ဝက်ပြည့်ကျ19:18မှာကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့မြတ်ချစ်ရမယ်လို့ရေးထားပါတယ်မဿဲ9:44မှာခရစ်တော်ကသင်ဤရန်သူကိုချစ်ရမယ်လို့ရေးထားပါတယ်ခရစ်တော်ကသူပေးထားတဲ့ပညတ်ကိုတော့နားလည်အောင်တကယ်ရှင်းပြလိုက်တာဖြစ်တယ်ဆိုတော့ခရစ်တော်ကအတိတ်ပယ်မှန်ကိုရှင်းပြလိုက်တဲ့အခါကျတော့တတိတော်တွေကပြန်ပြီးပို့ပြီးနားလည်လာတယ်အရင်တော့ကတော့မလုပ်ရအဲ့လောက်ပဲတည်ထားအခုကျတော့ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာကိုပါသူတို့သိသွားတာဖြစ်တယ်ဆိုတော့ဒီလိုပညတ်ပေးခြင်းကဘယ်သူအာဏာနဲ့လဲဆိုတော့သူကိုယ်ပိုင်ရဲ့အာဏာနဲ့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဓမ္မဟောင်းမှာပေးခဲ့သောသူဟာသူသားလင်ဖြစ်တယ်ဓမ္မသစ်မှာလည်းသူသားလင်ပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဓမ္မဟောင်းတဲ့ကပညတ်တော်10ပါးနဲ့ဓမ္မသစ်ကပညတ်ကဘယ်ဟာပုံများလဲဓမ္မတိကပညာကပုံများနေတယ်ဆိုတာတွေ့ရပါတယ်။အဲ့ဒါကြောင့်အနာဂတိကျမ်းပညာတိကျမ်းဖြစ်ဖို့ခရစ်တော်ကလာတာမဟုတ်ပဲနဲ့ပြည့်စုံစေဖို့အကျယ်ချဲ့ဖို့အတွက်လာတယ်ဆိုတာကိုထပ်မံပြီးတော့ရှင်းပြသွားတဲ့မဿဲခန်းကြီး9ဖြစ်ပါတယ်။
နောက်တစ်ခုကကြတော့ကျွန်တော်တို့လေ့လာရင်းနဲ့ဘာတွားတွေ့ရလဲဆိုတော့တသမမြောက်သောပညတ်တော်ကိုကျွန်တော်တွေ့ရတယ်ဒီတသမမြောက်သောပညတ်တော်ကိုခရစ်တော်ကပြောတဲ့အချိန်မှာနော်သူတို့ရဲ့စိတ်ထဲမှာဘာတွေရှိမလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီတသမပညတ်ကိုလူတွေအနေနဲ့တရားဝင်လွန်ကျူးလာတယ်ဆိုတော့တွေ့ရတယ်ဘာလဲဆိုတော့အခုချိန်မှာလူတွေအရန်ဖြစ်စည်းနေတာ human right ဆိုတဲ့ right ပေါ့နော်ဒါငါ right ဆိုတဲ့အရာကြောင့်ဖြစ်တယ်ပုပ်အဆိုတော့အမျိုးသမီးတယောက်ကဘာပြောလဲဆိုတော့သူ့ရုပ်အရန်ချောလို့နေတဲ့လူတယောက်တည်းနဲ့ယူရမှာသူ့ကိုယ်သူနှမျောတယ်လို့ပြောပါတယ်ဘလောက်ကြောက်စရာကောင်းတဲ့စကားလဲပေါ့နော်ကျွန်တော်တို့ခရိယာအမြင်နဲ့ကြည့်မယ်ဆိုရင်နောက် Angelina Jolie ပေါ့နော် Angelina Jolie ရဲ့ချစ်လို့သူများတင်စားတယ် Angelina Jolie ကျတော့သူများယောက်ျားကိုမှရအောင်ချူအဲ့ဒါတော့သူကဂုံယူဝတ်ကြွားနေတာသူများယောက်ျားကိုမှသူယူနိုင်မယ်ဆိုရင်အဲ့ဒါတော့ဂုံယူဝတ်ကြွားပြီးတော့အဲ့ဒီအချစ်ကို Angelina Jolie's love လို့တင်စားတောင်ခေါ်ထားတာတွေ့ရတယ်သူများအယောက်ျားကိုပါပြီးလို့လူချင်ရတာလေနော်နောက်တစ်ခုကကျတော့ဒီတော့မကြသေးခင်ကျွန်တော်တွေ့ရတဲ့သတင်းထဲမှာအမျိုးသမီးတယောက်ကသူ့တက်မှာလူအယောက်သိန်းနဲ့ယောက်ျားပေါင်းအယောက်သိန်းနဲ့အိပ်ဖို့မယ်လို့သူ့ကိုသူတန်ဋိဌာန်ချတာပေါ့နော်ဆိုတော့သူတို့ကဒီအရာတွေကိုသူတို့ရဲ့လွတ်လပ်ခွင့်တစ်ခုအနေနဲ့သူတို့တတ်မှတ်ထားတာတွေ့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖယားသခင်ကသူတို့ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးနေတဲ့ပုံကိုတယောက်စီးသားနေတဲ့ပုံကိုတယောက်အနေနဲ့သူတို့မြင်လာကြတယ်သူတို့ရဲ့လွတ်လပ်ခွင့်သူတို့ရဲ့ right အဲ့ဒါကိုဖျက်ဆီးနေတာဖယားဆိုတဲ့ပုံစံမျိုးနဲ့ဖယားကိုပြန်ပြီးအပြစ်တင်တဲ့ပုံစံမျိုးနဲ့လူတွေအသက်ရှင်လာတယ်ဆိုတာတွေ့ရပါတယ်တခါတလေကျတော့ဒီအိမ်ထောင်ရေးကိစ္စလိန်ကိစ္စတွေမှာနော် logic ကြလူတွေကတွေးတတ်တယ်တဲ့နော်ဘယ်လို logic ကြတွေးတတ်လဲဆိုတော့ကားမဝယ်စီးမီတဲ့အရင်မောင်းကြည့်ပါပြီးမှဝယ်ပါဆိုတဲ့စကားရှိတယ်အင်္ဂလိပ်တွေမှာပေါ့နော်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တစ်သက်လုံးရသက်ပံယူမဲ့မိန်းကလေးတယောက်ကိုမယူသေးခင်မှာနော်စမ်းကြည့်ရမယ့်သဘောမျိုးကိုအတိတ်ပဲပေါက်နေတယ်လောကမှာရှိတဲ့ဒီ logic တွေကတခါတလေကြာရင်တနေရာမှာကောင်းပေမဲ့လို့တနေရာမှာကောင်းလေးမရှိတာကျွန်တော်တွေ့ရဥပမာအားဖြင့်ဗျိုင်းဆိုတာဖြူတယ် no ဆိုတာလည်းဖြူတယ်ဒါပေမဲ့ဗျိုင်းဟာ no မဟုတ်ဘူး no ဟာလည်းဗျိုင်းမဟုတ်ဘူးဆိုတော့ကျွန်တော်သိရတယ်အဲ့တော့တနည်းအားဖြင့်ပြောလို့ဆိုမီးသွေးဟာမဲတယ်ကြီးကန်းဟာမဲတယ်ဒါပေမဲ့ကြီးကန်းကမီးသွေးမဟုတ်တယ်လို့မီးသွေးကလည်းကြီးကန်းမဟုတ်ဘူးဆိုတာကျွန်တော်သိရတယ်အင်္ဂလိပ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းတော်များများတော့ကသူတို့ဆုံးဝင်တယ်ဆုံးရှိတဲ့လူဆိုတာသူတို့ဘယ်လိုစမ်းသပ်တယ်လဲဆိုတော့ရေထဲမှာလူတယောက်ကဆုံးရှိတယ်လို့ထင်တယ်ဆိုလူရေထဲမှာသူ့ကို15မိနစ်ရေထဲမှာရေစိမ့်တယ်တကယ်လို့အဲ့ဒီလူဟာသေခဲ့မယ်ဆိုရင်သူကဆုံးမဟုတ်ဘူးမသေဘူးဆိုရင်ဒီလူဟာဆုံးဖြစ်တယ်သူ့ကိုမီးရှို့တတ်ရမယ်လို့အဲ့ဒီ logic တခုကိုသူတို့စဉ်းစားမိတယ်တေချာပြန်စဉ်းစားလိုက်တဲ့အခါကျတော့ဒီ logic ကိုသူတို့အသုံးပြုတာနှစ်ပေါင်း200လောက်ကြာတယ်ဆိုတော့လူပေါင်းမနှစ်ယောက်သေသွားမလဲဒီ logic မဟာเจ้าကိုသူတို့နောက်နှစ်ပေါင်း200လောက်မှသူတို့ပြန်ပြီးသိလာတယ်ဆိုတော့တွေ့ရတယ် logic တခုကတနေရာမှာတင့်တော်ပြီမယ်နောက်တနေရာမှာတင့်တော်ခြင်းမှာတင့်တော်မှာဖြစ်တယ်ပြင်သစ်ဘရင် Louis ကနော် Louis ရဲ့မိဖုရားMarie Antoinette ကဘာပြောလဲဆို1900ရာစုနှစ်လောက်တုန်းကပြင်သစ်တော်လှန်ရေးစတယ်ပြင်သစ်တော်လှန်ရေးမှာလူတွေကလမ်းပေါ်မှာအော်နေကြတာအုပ်စုလိုက်အော်နေကြတဲ့ခါကျတော့ तू ကသူ့ရဲ့အိမ်ပေါ်မြို့သမီးကို तू မေးလိုက်တယ်နော်မေးလိုက်တဲ့ခါကျဒီလူတွေဘာအော်နေတာလဲလို့မေးလိုက်တဲ့ခါကျတော့သူ့ရဲ့အစီခံနဲ့ဘာပြောလဲဆိုတော့ဒီလူတွေဘိုက်စာလို့ပေါင်မှုစားခြင်းတော့အော်တာပါတဲ့အဲ့ဒါနဲ့ဒီဘယင်မဘာပြောဆိုပေါင်မှုမရှိရင်ကိတ်မှုစားလိုက်ပေါ့ဒါများခက်ခဲမှလို့ဒီလူတွေအားလိုက်တာယူလိုက်တာဗျာလို့ပြောလိုက်ပါတယ်နော်စဉ်းစားကြည့်ရင်ဒီ logic တွေကပေါင်မှုမရှိရင်ကိတ်မှုစားဖို့ဆိုတာသူ့အနေနဲ့ logic ကြရင်ကြပေမဲ့လို့တကယ်တမ်းကျတော့တခြားနေရာမှာ logic မကြဘူးဆိုတော့တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မယူသေးတဲ့အိမ်ထောင်မပြုတ်သေးခင်မှာကျွန်တော်တို့မစမ်းကြည့်ဖို့ကျွန်တော်တို့ကိုတွန်းတင်နေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဓမ္မဟောင်းကာလမှာလူတစ်ယောက်အနေနဲ့မိန်းမတစ်ယောက်ယူခြင်းယူမယ်နှစ်ယောက်ယူခြင်းသုံးယောက်ယူခြင်းယူမယ်အဲ့ဒီစနစ်သူတို့ကျင့်သုံးတယ်နောက်တစ်ခုအနေနဲ့သူယူထားတဲ့မိန်းမသူတို့ဥပမာမင်္ဂလာဥညမှာအိတ်တယ်နောက်တနေ့ကျတော့ဒီအမျိုးသမီးကမိန်းမအပြိုစစ်မဟုတ်ဘူးဆိုတော့သူတိတယ်ဆိုရင်သူတို့ဖြတ်စာပေးပြီးတော့ဖြတ်ခွင့်ရှိတယ်အဲ့လောက်ထိအခြေအနေသူတို့မှာရှိတယ်ဆိုတော့
ဒီအကြောင်းအရာကရှိတဲ့အခါကျတော့မောရှေခက်မှာမောရှေကအဲ့ဒီလိုသူတို့ကိုလက်မထပ်ပဲနဲ့လက်ထပ်ပြီးတော့ကွဲခွင့်ပေးလိုက်တာကိုမေးလိုက်တဲ့ရှင်းမှာကိုရောကတင်တို့စိတ်နှလုံးခိုင်မာတော့ကြောင့်မရနဲ့ကြွာရတော့အခွင့်ကိုမောရှေဒီစီနီအစာဦး၌ထိုးတော့မဟုတ်ဆိုတဲ့စကားခရစ်တော်ကပြောလိုက်တယ်တကယ်တော့နင်တို့ကစိတ်ခိုင်မာလို့မောရှေကလှုပ်ပေးလိုက်တာတကယ်တော့အစာဦးမှာဒီလိုအစာဦးဆိုတဲ့နေရာမှာဘာကိုသွားညွှန်းလဲဆိုတော့ဟိုးဖခင်သခင်ဖန်ဆင်းတော်မူတော့အာဒံနဲ့အေဝါကိုသွားပြီးညွှန်းလိုက်တာဖြစ်တယ်အာဒံနဲ့အေဝါဖခင်သခင်ကစဖန်ဆင်းတော့နှစ်ဦးပဲဖြစ်တယ်တလင်တမယာစနစ်နဲ့ဖခင်သခင်ကဖန်ဆင်းတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဓမ္မဟောင်းကာလတစ်ခုလုံးမှာသူတို့ကျင့်သုံးလာတဲ့အိမ်ထောင်ရေးကိစ္စကိုခရစ်တော်ပေါ်လာပြီးတော့ဓမ္မသစ်ကာလမှာအစင်လာတစ်ခုပြောင်းလဲလာပြီးတော့တလင်တမယာစနစ်ဖြစ်လာတာကျွန်တော်တို့တွေ့ရတယ်လို့ရှင်ပေါလုတို့ခက်ကကျတော့ဘယ်လိုထပ်မှန်ပြီးတော့ဖြစ်စွတ်တယ်လဲဆိုတော့မတရားသောမိထုံပေါ့နော်အိမ်ထောင်မှာကြသေးပဲနဲ့ living together နေတာတို့ပြီးတော့သမီးစားဖြစ်ပြီးတော့တူတူအိတ်တာတို့စားတဲ့အရာတွေကိုလုံးဝတမန်တရားနဲ့မညီညွတ်ကြောင်းခရစ်တော်ပြောခဲ့တဲ့ဒီပညာသစ်ထဲမှာပါဝင်လာတာတွေ့ရတယ်ဆိုတော့ပညာသစ်နဲ့ပညာဟောင်းနဲ့ဘယ်ဟာပိုများလဲပညာအဟောင်းတဲ့ပညာသစ်ကပိုများတယ်ပိုပြီးတော့လေးနဲ့တယ်ဆိုတော့တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ဖျားသခင်ကအိမ်ထောင်တစ်ခုပြုတ်လိုက်ပြီဆိုရင်ကွဲနေဖို့အလိုတော်မရှိတော့အလိုတော်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယာတက်ပံပေါင်းသင်းစေတဲ့အကြောင်းသူတို့ဟာနှစ်ဦးမဟုတ်တော့ဘဲတူပဲဖြစ်တဲ့အကြောင်းခရစ်တော်ကတည်တည်ချာချာရှင်းပြသွားတာတွေ့ရပါတယ်ဆိုတော့ဒီနေရာမှာခရစ်တော်ကမဿဲခန်းကြီး9ငယ်28ကနေ30ကိုကြည့်မယ်ဆိုရင်အမျိုးသမီးတယောက်ကိုကိလေသာစိတ်နဲ့ကြည်ချင်းအားဖြင့်တတ်မှတ်ခြင်းအားဖြင့်ပြစ်မှားပြီလို့သူ့မယားကိုပြစ်မှားခြင်းအရာကိုခရစ်တော်ကချဲ့ပြီးပြောလိုက်ပါတယ်ထိုကဲ့သို့ပြုလုပ်တဲ့နေရာမှာတဲ့ခရစ်တော်ကတေတရားဝတ္တိလင်ကသုံးပြီးတော့တင်းမျက်စိဖြင့်ပြစ်မှားမယ်ဆိုအဲ့ဒီမျက်စိကိုထုတ်ပစ်လိုက်တာကောင်းတယ်လက်နဲ့မားတယ်ဆိုလက်ကိုဖြတ်ပလိုက်တာကောင်းတယ်လို့တင်စားပြီးပြောလိုက်တာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီအရာတွေကျွန်တော်ဖြုတ်ပြရလောက်အောင်ဒီအရာကိုမလုပ်ရဘူးလို့ခရစ်တော်ကသွန်သင်လူချင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အမျိုးသမီးတယောက်ကိုကြည်ချင်းဆိုတဲ့နေရာမှာဒီကနေ့ကျွန်တော်တို့အတိတ်ပဲဖွင့်တဲ့နေရာမှာအများကြီးတက်ရောက်ပါတယ်ကျွန်တော်တို့ဒီမကောင်းမှုစိတ်ကိုလိန်စိတ်ကိုနိုးကြစေတဲ့ဒီအပြာကားတို့เนาะအပြာစာတို့ဓာတ်ပုံမကောင်းတဲ့ဓာတ်ပုံတို့စသဖြင့်เนาะကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုနိုးကြားစေတဲ့ဒီအရာကိုပြုလုပ်အောင်ကျွန်တော်တို့သွေးဆောင်ပေးနေတဲ့အရာတွေကျွန်တော်တို့လုံးဝဖျက်တောက်ရမှာဖြစ်တယ်ယေရှုနာမဖြင့်ဖျက်တောက်ရမှာဖြစ်တယ်เนาะဓမ္မတိကျမ်းထဲမှာစကားများဖြင့်မဆက်ဆံကြနဲ့ဒီအရာတွေယွန်ရှာကြပါလို့ကျွန်တော်တို့ကိုတိုက်တွန်းထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကခရစ်တော်သာယူဆောင်ဝတ်ဆောင်ယူတင်ဝတ်ဆောင်မယ်ဆိုဒီအရာတွေကျွန်တော်တို့အလိုလိုနေရင်နိုင်ပြီးသားဖြစ်လိမ့်မယ်ဒီအရာတွေကျွန်တော်တို့ထဲမှာရှိနေသေးတယ်ဆိုရင်ခရစ်တော်ကကျွန်တော်တို့ထဲမှာနေရာယူထားခြင်းမရှိဘူးဆိုတော့တွေ့ရပါတယ်ဓမ္မသစ်တစ်ခုလုံးမှာเนาะတနေ့ကျတော့လူတယောက်ကအိုင်စတိုင်းစီမှာလာပြီးတော့ခမဓမ္မသစ်ကျမ်းနဲ့ခမကျွန်တော်ကိုလူတယောက်ကမိန်းမ2ယောက်မယူသင့်ကြောင်း proof လုပ်ရမလားလို့ပြောတဲ့အခါကျတော့ချက်ချင်းအိုင်စတိုင်းကပါပြောဆိုမာသဲ 6:24 ကိုပြလိုက်တယ်။ဘာလို့လဲဆိုလူတယောက်ကလူတဦးဒီတခင်2ဦးရဲ့ဆေးကိုမခံရဘူးလို့ရေးထားတယ်။ဆိုတော့ပြောချင်တာတော့ကျွန်တော်တို့เนาะတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုမယား2ယောက်မယူစေချင်ဘူးဆိုတဲ့အရာတွေကျွန်တော်တို့ဒီအကြစကလုံးလိုက်မရှိပေမဲ့လို့ခရစ်တော်ကဒီအရာကိုမယားနဲ့ကွဲတာတို့ဒီအိမ်ထောင်ကြီးဖောက်ပြန်တာတို့မရှိရလေအောင်နဲ့ပြီးတော့ဖယားသခင်ကအစကတည်းကဖန်ဆင်းတော့တလင်တမယားစနစ်နဲ့ဖန်ဆင်းထားတယ်ဆိုတဲ့အရာခရစ်တော်ကတည်တည်ချာချာရှင်းပြသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့ခရစ်တော်ကဒီနေရာမှာတန်တန့်ရှင်းရှင်းနဲ့အိမ်ထောင်ပြုပြီးတော့ယာတက်ပံထိမ့်သိမ်းပေါင်းသင်းခြင်းကိစ္စကိုခရစ်တော်ကကျွန်တော်တို့ကိုတွင်တင်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ပင်စမပညာဖြစ်တဲ့မိဘကိုယူသည်ဆိုတာပြုလို့ဆိုတဲ့အရာကျွန်တော်တို့လေ့လာအဲ့ဒီမှာဤဒီလာလူမျိုးတွေမှာဘာပြဿနာရှိလဲဆိုတော့ဒီမိဘကိုလှုပ်ကျွေးချင်တဲ့ပုံကိုယ်တွေနေနဲ့လှုပ်ကျွေးတော်လဲပဲတချို့လူတွေကဖယားကိုဗန်းပြပြီးတော့သူတို့မှာရှိတဲ့အရာတွေအကုန်လုံးကိုဖယားเจ้าကိုလူထားပြီးပြီလို့ပြောမယ်ဆိုရင်မိဘအနေနဲ့တောင်းခွင့်မရှိတော့ဘူးဆိုတော့သူတို့တီထွင်ထားတဲ့ပညာတစ်ခုရှိတယ်
အဲ့ဒါကိုမကုခန်းကြီးခွန်ငယ်30နဲ့7နှစ်မှာဖတ်မယ်ဆိုတော့မောရှေ၏ပညတ်ကမိဘကိုယူသည်ဆိုတာပြုလောအကျဉ်သူသည်မိဘကိုနှုတ်ဖြင့်ပြစ်မာ၏ထိုသူသည်အသေးသက်ချင်းကိုခံသည်ဟုလာသည်တင်တို့မူကအကျဉ်သူသည်ကိုမိဘကိုတင်တို့သုံးရနိုင်သမျှသောငါ၏ဥစ္စာကြီးအလူဝတ္ထုသည်ဟုသောကော်ဘန်ဖြစ်စေဟုဆို၏တဲ့ကော်ဘန်ဆိုတဲ့အဓိပ္ပာယ်ကပါလဲဆိုတော့သူတို့အနေနဲ့မိဘကိုမပေးချင်ဘူးကွာမပေးချင်တဲ့အခါကျတော့ဒီမိဘကိုပေးမဲ့အစားဒီပစ္စည်းတွေသူတို့ပဲသုံးမယ်မိဘလားမလုံးဝလားထိလို့မရအောင်ဘာနည်းနဲ့ကာကွယ်ဆိုသူတို့တည်သွားပြီဆိုရင်တည်တန်းစာရေးထားတယ်တည်သွားရင်ဒီပစ္စည်းတွေစီးစိမ်တွေအကုန်လုံးဖရားเจ้าကိုသုံးပါလို့သူတို့ရေးထားတယ်မိဘကိုသူတို့ယိုသေးဆိုတာပြုရမယ့်အစားမိဘအပေါ်မှာသူတို့လှုပ်ကြွေးရမယ့်အစားအဲ့ဒီလိုလှုပ်ပြီးတော့မိဘကိုသူတို့လှုပ်မကြွေးတော့အဲ့ဒီစနစ်တွေဖြစ်ပေါ်လာတဲ့အခါကျတော့မောရှေရဲ့ပညတ်ကနော်မိဘကိုနှုတ်ဖြစ်မှရင်တော့အသေးတက်ခံရမယ်လို့ရေးထားပေမဲ့လို့အဲ့ဒီနီးနဲ့သူတို့နောက်ထပ်ပညတ်ကိုတီထွင်ပြီးတော့ကာကွယ်လိုက်တဲ့အခါကျတော့တကယ်ဖျားစီရလာတဲ့ပညတ်ထက်သူတို့တီထွင်တဲ့ပညတ်ကပို့ပြီးတော့အမြင့်မှာရောက်သွားတယ်ဆိုတော့သူတို့အဲ့ဒီသူတို့တီထွင်ထားတဲ့အရာနဲ့ကာကွယ်လိုက်တဲ့အခါကျတော့ခရစ်တော်ကဒါကိုမကြိုက်ဘူးဖြစ်တယ်အဲ့ဒါကြောင့်နင်တို့မိဘကိုယိုတည်ရမယ်လို့ခရစ်တော်ကတုံ့တင်နေခြင်းဖြစ်တယ်မာကုခွန်မှာဘယ်လိုရေးထားဆိုလူတို့စီရင်သောပညတ်တို့ကိုတုံ့တင်၍ဤဥပဒေတွေပေးလက်ပြင်းတယ်ငါ့ကိုအချင်းကြီးကိုးကွယ်ချင်နော်လူတွေတီထွင်ထားတဲ့အရာတွေနဲ့ပဲငါ့ကိုပြန်ပြီးလာလောက်ပြနေတယ်ဆိုတဲ့ခရစ်တော်ကမကြိုက်တဲ့အကြောင်းကိုဖော်ပြတာဖြစ်တယ်ဒီနေရာမှာစဉ်းစားစရာကောင်းတာဒီမိဘကိုယူသည်ဆိုပြုလို့ဆိုတဲ့နေရာမိဘရဲ့အခြေအနေကယူတည်ရမယ့်အခြေအနေမှာလည်းရှိချင်မှရှိမယ်မရှိချင်လည်းမရှိဘူးဒါပေမဲ့ကိုယ့်ဖက်ကသာဝန်ကတော့မိဘကိုယူသည်ဆိုတာပြုဖို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်စေတရုတ်နိုင်ငံဖြစ်စေမိဘကိုအင်မတန်မှယူတည်ပြီးတော့နေကြတဲ့အတွက်ကြောင့်ဒီပုံကိုယ်တွေဟာကောင်းကြီးမင်္ဂလာခံစားရတယ်နော်ပညတ်တော်ကိုဖတ်မယ်ဆိုရင်တင်းနေတော့တင့်ပီနဲ့အသက်တာရှည်မြင့်ကြောင်းတင်းမိဘကိုယူသည်ဆိုတာပြုလို့ရေးထားပါတယ်လောကကြီးမှာအသက်ရှည်စရာဖြစ်တယ်မိဘကိုယူတည်ခြင်းမိဘကိုမြန်မာဗုဒ္ဓဘာသာတွေအနေနဲ့ဆိုတော့မိဘကိုဖခင်နဲ့တကိုင်းတဲ့တောင်ထားတာတွေ့ရတယ်ဆိုတော့ခရိယန်တယောက်အနေနဲ့မိမိရဲ့မိဘကိုမထီမဲ့မပြုရမိဘကတောက်စားမှုရတတ်ပြီးဖြစ်ပါစေဒါမှမဟုတ်ရင်ယုံကြည်သူမဟုတ်ဘူးပဲဖြစ်ပါစေအောင်ဘယ်လိုအခြေအနေမျိုးမှာပဲရှိမိဘဟာမိဘပဲဖြစ်တယ်ခရစ်တော်ဖခင်ကမိဘကိုယိုတည်ဖို့ရန်တင့်ကိုအလိုတော်ရှိတယ်အကြောင်းမျိုးကြောင့်အိမ်ထောင်ပြုတော်လည်းပဲသားသမီးမရှိတဲ့လူရှိမယ်ဒါမှမဟုတ်ရင်အလူပြိုကြီးအနေနဲ့နေတဲ့လူပြိုကြီးအနေနဲ့နေတဲ့လူရှိမယ်ဒါပေမဲ့မိဘမရှိဘူးဆိုတာတော့မလောကမှာမရှိဘူးလူတိုင်းကမိဘရှိတယ်မစုံရတာတစ်မျိုးပေါ့နော်ဆိုတော့လူတိုင်းမှာမိဘရှိတယ်ကိုမိဘကိုယူတည်ဆိုပြုမယ်မသေးခင်မှာကောင်းကောင်းလုပ်ကြည့်ပြီးတော့စကားတစ်ခုရှိတယ်သေမငိုမနေပါနဲ့ဆိုတာเนาะကျွန်တော်တို့မိဘတွေကသားသမီးတွေကိုမွေးလာတော့ကကောင်းကောင်းပြုစုပြီးတော့ကျွန်တော်တို့ကိုကောင်းကောင်းပြိုးထောင်ပေးခဲ့တယ်ဒါပေမဲ့မိဘသားသမီး9ယောက်ကမိဘနှစ်ပါးကိုမပြုစုနိုင်မိဘနှစ်ပါးကသားသမီး9ယောက်ကိုပြိုးထောင်ပေးနိုင်တဲ့အခြေအနေမှာရှိတတ်ပါတယ်အဲ့ဒါကြောင့်ခရိယန်ကောင်းတဲ့ယောက်အနေနဲ့ခရစ်တော်ရဲ့ပညတ်ဖြစ်တဲ့เนาะမိဘကိုယူသည်ဆိုတာပြုဖို့အရန်အရေးကြီးတော့တွေ့ရပါတယ်ဒီနေရာမှာနောက်ထပ်တစ်ခုကျွန်တော်စဉ်းစားမိတာကဘာလဲဆိုတော့ကျွန်တော်တို့ကောင်းတာတစ်ခုခုလုပ်တာကိုအကြောင်းပြပြီးတော့နာမခံတတ်တဲ့အကျင့်လူတွေမှာရှိတတ်တယ်အခုခုနဥပမာရှိမယ်ဆိုကော်ဘန်ကိုအကြောင်းပြပြီးတော့မိဘကိုမယူမသေးဒါမှမဟုတ်မိဘကိုမလှုပ်ချွေးတော့ဒီတိုင်းပစ်ထားတာတွေ့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုတချို့လူတွေကကြာဆယ်ဖို့တပုတ်သူတို့ရတဲ့အလူငွေတွေအကုန်လုံးကိုဆယ်ဖို့တပုတ်မပေးတော့ဘဲနဲ့ဆင်းရဲတဲ့လူတွေမိဘမဲ့တွေပြီးတော့သူတို့ပေးချင်တဲ့ပုံကိုတယောက်ကိုသူတို့ပေးလိုက်တယ်ပြီးတော့သူတို့စိတ်ထဲမှာသူတို့ဆယ်ဖို့တပုတ်ပေးစရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဟာအရာတွေအကုန်လုံးဆင်းရဲသူဆင်းရဲသားတွေဝေမျှတယ်လို့သူတို့စိတ်ထဲမှာအဲ့ဒါမျိုးထင်တတ်တယ်တကယ်တမ်းကျတော့ဆယ်ဖို့တပုတ်ဆိုတာဆယ်ဖို့တပုတ်ပဲဖြစ်တယ်ကိုပေးခြင်းတစ်ပါးဆိုဆင်းရဲတဲ့လူတွေတခြားနည်းနဲ့ကျွန်တော်တို့ကိုနေရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တစ်ခုဖျားစကားတစ်ခုကိုနားမထောင်ဖို့တစ်ခုနဲ့ကျွန်တော်တို့ကာကွယ်တတ်တာတွေ့ရတယ်အဲ့ဒါကြောင့်အဲ့ဒီနည်းဟာကောင်းသောနည်းမဟုတ်ပါဘူးဆိုတာကျွန်တော်တို့လိုပါတယ်သိဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဆုံးဒီအကြောင်းနဲ့ပတ်သက်ပြီးမေးစရာတစ်ခုရှိတယ်လူတွေဒီကနေ့ခရိယန်တွေမြောက်များစွာပြောသလိုပညတ်တော်မလိုတော့ဘူးဆိုပါစို့ဒါမှမဟုတ်ပညတ်တော်မရှိတော့ဘူးဆိုပါစို့ခရစ်တော်ကကျွန်တော်တို့ကိုစားတေခံပြီးသူအကုန်လုံးယူတင်ဝတ်ဆောင်ပြီးတဲ့အတွက်ကြောင့်ပညတ်တော်ဆောင်ဖို့မလိုတော့ဘူးဆိုပါစို့ဒါဆိုရင်မိဘကိုယူသေးစရာမလိုတော့ဘူးလားကျွန်တော်တို့ကျေးဇူးတော်ကာလမှာရှိနေတယ်လေ
မိဘကိုမယူသေးလဲရသလားအဲ့လိုကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုပညတ်တော်ကအမြဲတမ်းကာကွယ်ပေးပြီးတော့ကျွန်တော်တို့ဘဝလုံခြုံအောင်ဘုရားသခင်ကအဲ့ဒီပညတ်တော်ကိုပေးထားခြင်းဖြစ်တယ်ကျွန်တော်တို့အကျိုးရုပ်ဖို့အတွက်ကျွန်တော်တို့ကိုမလိုက်နာနိုင်တဲ့ဥပဒေတစ်ခုကိုကျွန်တော်တို့ဒဏ်ခတ်ခြင်းလို့ပေးနေတဲ့ဥပဒေမဟုတ်ဘူးဒီဥပဒေကိုဒါကောင်းကောင်းလိုက်နာမယ်ဆိုကျွန်တော်တို့မြေကြီးပေါ်မှာအသက်ရှည်မယ်ကျွန်တော်တို့သူများတွေထက်ကောင်းစားမယ်ဆိုတော့ဘုရားသိတယ်အဲ့အတွက်ကြောင့်ဒီပညတ်တော်ကိုပေးခြင်းဖြစ်တယ်ပညတ်တော်ပေးခြင်းရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဒုက္ခပေးခြင်းမဟုတ်ဘူးဘယ်နိုင်ငံမှာမှပြည်သူလူထုကိုဒုက္ခရောက်စေမယ့်ဥပဒေပြဋ္ဌာန်းတာမရှိဘူးเนาะချွန်းချက်ရှိမယ်ဒါပေမဲ့ရည်ရွယ်ပြီးတော့လူတွေကိုမလိုက်နာနိုင်တဲ့ပညတ်ကိုတက်မဲ့ဥပဒေကိုတက်မဲ့ထုတ်တယ်ဆိုတာရှိမှာပေါ့အထူးသဖြင့်ဘုရားသခင်ပြုလုပ်မဲ့နိုင်ငံတော်မှာကျွန်တော်တို့မလိုက်နာနိုင်တဲ့ဥပဒေဒါမှမဟုတ်ပညတ်တော်ကိုဘုရားသခင်ကကျွန်တော်တို့ကိုဒုက္ခပေးစေခြင်းလို့ဒုက္ခရစေခြင်းလို့ဘယ်တော့အခါမှမပေးဘူးဆိုတာကျွန်တော်တို့လုံးလုံးလျားလျားယုံကြည်ပြီးတော့လက်ခံထားဖို့လိုအပ်ပါတယ်เนาะဒီပညတ်တွေပေးတယ်ဆိုတာအနှစ်သာရရှိတယ်မာသဲ20ငယ်36 38မှာအရှင်ဘုရားပညတ်တိကျမ်းနဲ့အဘယ်နည်းသောပညတ်ဤသာ၍ကြီးသည်နည်းဟုမေးလျှောက်တော့ယေရှုကသင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လို့ဟူသောပညတ်ဒီပထမပညတ်ဖြစ်ပြီးကြီးမြတ်သောပညတ်လည်းဖြစ်တယ်လို့ရေးထားပါတယ်ကျွန်တော်တို့ဒီ conversation ပေါ့နော်ဒီစကားစမြည်ပြောတဲ့အရာကိုကျွန်တော်ပုံပြင်လေးနဲ့ပြန်ကြည့်မယ်ဆိုမာသဲ16မှာနော်ငယ်16ကနေ20မှာကျွန်တော်တွေ့ရတယ်။အထီးလေးတယောက်ကခရစ်တော်စီမှာလာပြီးတော့မြင့်သောစရာတဲ့ကောင်းမြတ်သောစရာတဲ့ကျွန်တော်ထာဝရအသက်ကိုရအံ့သောငါအဘေကောင်းမှုကိုပြုရအံ့နေလို့မေးတဲ့အခါကျတော့ခရစ်တော်ကပညတ်တော်တို့ကိုစောင့်ရှောက်လို့ပြောလိုက်ပါတယ်။အဲ့ခါကျတော့ဒီပုဂ္ဂိုလ်ကဒီညမှာစဉ်းစားစရာရှိတာဒီကနေ့ခက်မှာခရစ်တော်ကသာလူတယောက်ကိုပညတ်တော်ကိုစောင့်ပါလို့ပြောလိုက်မယ်။ဒီပုဂ္ဂိုလ်ကပညတ်ကိုအားပေးပြီးတော့အားကိုးပြီးတော့ကယ်တင်ခြင်းရဖို့ပြောနေပြီးတော့ပြောရင်ပြောလိမ့်မယ်ဒါပေမဲ့ခရစ်တော်ပြောခြင်းတဲ့အရာကဒီပြည့်ညတ်တော်ဆိုတဲ့အရာမှာသူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ဆိုလိုရင်းသူ့ရဲ့အနှစ်သာရကိုတီးဖို့ခရစ်တော်အသွင်တင်ခြင်းနေတာဖြစ်တယ်အဲ့ဒီချိန်မှာနော်သူ့ရဲ့လက်သိကြသွင်တင်ဖို့အတွက်သူကအဲ့ဒီပုဂ္ဂိုလ်ဘယ်လိုပြန်မျိုးဆိုတော့ဒါဆိုဘယ်ပြည့်ညတ်တွေကိုပြောနေရလဲတဲ့ခရစ်တော်ကပြောဆိုလူအသက်ကိုမတတ်နဲ့သူ့မရကိုမပြင်းနဲ့မခိုးနဲ့မမှန်သောတက်တည်မခံနဲ့မိဘကိုယူတယ်ဆိုပြုလို့ကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့မြတ်ချစ်လို့ပြောလိုက်တဲ့အခါကျဒီလူကဟာဒါတွေကျွန်တော်ငင်းငယ်ကလေးစောင့်လာတာလို့ပြောလိုက်တယ်အဲ့အခါကျဒါဆိုရင်တဲ့နော်ပြောမယ်တဲ့တိဥစ္စာရှိသမျှအကုန်လုံးကိုရောင်းပြီးတော့စင်ရသားတွေကိုပေးပါတဲ့ပြီးတော့ငါနောက်ကိုလိုက်ခဲ့ပါလို့ပြောပါတယ်ခရစ်တော်ပြောတဲ့ဒီနောက်ဆုံးတဲ့စကားကနောက်ဆုံးသောစကားနော်ခုနပထမပြောတဲ့အရာတွေ ਨੇ အတူတူပဲဖြစ်ပါတယ်။ဘာမှဘယ်မှာတော့တူလဲဆိုတော့ပညတ်တော်ကဒီခုနပြောတဲ့6ခုစလုံးကလူချင်းချစ်ဖို့ပြောတာဖြစ်တယ်။ဒါပေမဲ့ဒီလူကမလုတ်ရဆိုတဲ့ဟာမလုတ်ယုံနဲ့သူကဒီပညတ်ရဲ့အလိုပညတ်ရဲ့တောင်းဆိုချက်ကိုသူပြည့်စုံနိုင်တယ်လို့သူထင်ခဲ့တာ။တကယ်တော့ပညတ်ရဲ့တောင်းဆိုချက်ကချစ်ဖို့ကိုပြောနေတာဖြစ်တယ်။ပညတ်ကအဲ့ဒီအတွက်တောင်းနေတဲ့အခါကျသူ့အနေနဲ့ဖယားတာဒီလူတွေကိုမချစ်ဘဲနဲ့သူပညတ်တော်ကိုတော့စောင့်နေဒါပေမဲ့လူတွေမချစ်ဘူးဒါကိုဖယားသခင်ကရှိတဲ့ဥစ္စာတွေကိုစွန့်လွတ်ပြီးတော့ဒီလူတွေကိုပေးပါချေးပါငားပါဒါမှမဟုတ်ရင်လူလိုက်ပါပြီးတော့ငါနောက်လိုက်ခဲ့ပါဆိုငါနောက်လိုက်ခဲ့ဆိုတဲ့စကားဖယားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှနဲ့ချစ်ပါလို့ဆိုလိုခြင်းပဲဖြစ်တယ်အဲ့ဒီဆိုလိုခြင်းကရောက်သွားတဲ့အခါကျဒီပုဂ္ဂိုလ်ကဒီအရာမလုပ်နိုင်ဘူးဗျအဲ့ဒါကပညတ်ရဲ့အနှစ်သာရဖြစ်တယ်အဲ့ဒီကြောင့်ဒီကနေ့ပညတ်တော်ဆောင်းလျှောက်ပါပညတ်တော်ဆောင်းလျှောက်ပါလို့ကျွန်တော်တို့အနေနဲ့ခက်ခါတယ်လေပြောတဲ့အခါကျတော့အနှစ်သာရကဘာလဲဆိုတော့ဖယားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်ပါလူချင်းချစ်ပါလို့ပြောတာဖြစ်တယ်ဒီကနေ့ယုံကြည်သူမြောက်များစွာခရစ်ယာန်မြောက်များစွာလူချင်းချစ်မဲ့နေရာမှာလုံးဝ perfect နော်ချွန်းချက်မရှိအားလုံးသိကြပါမိဘကိုယူတည်ရမလားလူအသက်ကိုမတတ်ဘဲနေရမလားသူမရမပြမပဲနေမခိုးပဲနေရမလားမှုတာမပြောပဲနေရမလားနော်ကိုယ်နဲ့ဆက်ဆိုင်လို့ကိုအကုန်လုံးသူတို့ရဲ့တက်တာမှာ okay သဘောတူပါတယ်ဒါပေမဲ့လို့ပထမပညာဖြစ်တဲ့၄ချက်နော်ငါမှတပါးချတော့ဖရားကိုမကူပဲနဲ့အဲ့ဒါလည်း okay တယ်ရုပ်တုစင်တုမကူပဲနဲ့အဲ့ဒါလည်း okay တယ်ဖရားရဲ့နာမတော်ကိုမထီမဲ့မပြူနဲ့အဲ့ဒါလည်း okay တယ်ဒါပေမဲ့စတုထပညာမှာနော်ဒီတစ်ခုတော့နော်အလိုမရှိဘူးဖြစ်နေတယ်အဲ့ဒါကြောင့်ကိုဆင်ခြင်ဖို့လိုအပ်ပါလိမ့်မယ်ပညာတော်ရဲ့ဆိုလိုရင်းကချစ်ဖို့ဖြစ်တယ်နော်ဒါဆိုရင်ချစ်လိုက်တာနဲ့ကိုအကုန်လုံးပြီးသွားရောလားဆိုတော့ ਨੇ ချစ်တယ်ဆိုတဲ့နေရာမှာနာခံမှုပါတယ်ဆိုတာเนาะနာခံမှုမရှိတဲ့ချစ်ချင်းကအ
အချင်းကြီးဖြစ်တယ်ဒါမှမဟုတ်နာခံမှုမရှိတဲ့လှုပ်ဆောင်ခြင်းကအချင်းကြီးဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာတော့ခရစ်တော်ကျွန်တော်တို့လောကကြီးထဲကိုလာတာဟာပြည့်ညတ်တော်ဖြတ်ဖို့လာတာမဟုတ်ဘူးပြည့်ညတ်တော်ကိုပေးသောအရှင်ကမပြောင်းလဲနေတဲ့ကဲ့သို့ပဲเนาะမနေ့ယနေ့နောက်မပြောင်းလဲနေတဲ့ကဲ့သို့ပဲသူ့ရဲ့ပြည့်ညတ်တော်ဟာလည်းမနေ့ယနေ့နောက်မပြောင်းလဲပါဘူးเนาะကောင်းကင်ဘုံမှာတဲ့เนาะအဲ့ဒီပြည့်ညတ်တော်10ပါးကိုရှင်ယောဟန်ကဗျာဒိတ်ထဲမှာဗျာဒိတ်ခိုင်း7ငယ်19မှာတွေ့တယ်လို့ရေးထားပါတယ်တရားစီရင်တော်တဲ့အချိန်မှာလူတွေကိုပြည့်ညတ်တော်အားဖြင့်တရားစီရင်ကျွန်တော်တို့ကယ်တင်ခြင်းရတာကကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းရတယ်ဒါပေမဲ့တရားစီရင်တဲ့အခါကျတော့ပြည့်ညတ်တော်အားဖြင့်ကျွန်တော်တို့ကယ်တင်တရားစီရင်ခြင်းခံရမှာဖြစ်တယ်ရေဒေသနာကျမ်းခန်း7ငယ်73 74နဲ့ယောမတ်2ငယ်7နဲ့ယာကုပ်2ငယ်7နဲ့ဗျာဒိတ်20ငယ်7တွေမှာเนาะကျွန်တော်တို့ရဲ့အကျင့်ကျွန်တော်တို့ရှိသည့်ပြုလုပ်တဲ့အတိုင်းဘုရားသခင်ကပြည့်ညတ်တော်အားဖြင့်ကျွန်တော်တို့ပြန်ပြီးတရားစီရင်မယ်ဆိုတာတွေ့ရတယ်เนาะကောင်းကင်ရောက်တဲ့လူတွေကပြည့်ညတ်တော်တိုင်းကျင့်တဲ့လူဖြစ်တယ်လို့ဗျာဒိတ်20ငယ်14မှာရေးထားပါတယ်ဆိုတော့သူရဲ့အောင်မြင်ခြင်းကဒါဆိုရင်ကျွန်တော်တို့ရဲ့ပြည့်ညတ်တော်စောင့်ခြင်းကကယ်တင်ခြင်းရဖို့စောင့်တာလားဆိုတော့မဟုတ်ဘူးเนาะကယ်တင်ခြင်းရဖို့ကျွန်တော်တို့ပြည့်ညတ်တော်စောင့်လို့မရဘူးဒါပေမဲ့ပြည့်ညတ်တော်စောင့်ခြင်းနဲ့အဲ့ဒီလူကဘုရားကိုချစ်မချစ်ကျွန်တော်အတုအစစ်ခွဲလို့ရအောင်လုပ်ထားပါတယ်။ဘောင်းချမ်းအိုင်း3ငယ်15မှာမိန်းမနဲ့မွေရဲ့အမျိုးကိုရန်ညိုးဖွဲ့စေမယ်လို့ဗျာဒိတ်ပြုထားပါတယ်။အဲ့ဒီအကျမ်းချက်ကိုပြန်ဖြည့်မှန်ကန်ဖို့အတွက်ဗျာဒိတ်7ငယ်16မှာမိန်းမကိုအညိုးထားပြီးတဲ့ရှေးမွေဟောင်းတီးဟူသောအဲ့ဒီနဂါကြီးမိန်းမကိုအညိုးထားပြီးတော့လိုက်တိုက်တယ်တဲ့။အဲ့ဒီမှာအဲ့ဒီမိန်းမဆိုတဲ့အမျိုးတွေကဘာကိုထူးထူးခြားခြားကင်ထားလဲဆိုတော့ပြည့်ညတ်ဘုရားသခင်ပြည့်ညတ်တော်ကိုကျင့်တယ်တဲ့ယေရှုသက်သေခံတော်မူချက်ကိုဆွဲလန်းတော်သူဖြစ်တယ်လို့အချက်နဲ့ချက်နဲ့ပြည့်စုံပါတယ်ဒီကနေ့ခရစ်တော်ကိုယုံကြည်ပြီးတော့ပြည့်ညတ်တော်မယုံတဲ့လူတွေများစွာရှိတယ်ဒါပေမဲ့မှန်ကန်သောအတင်းတော်ဟာဆိုရင်ပြည့်ညတ်တော်ကိုကျင့်ပြီးတော့ခရစ်တော်ကိုလည်းယုံကြည်တဲ့လူတွေဖြစ်ရမယ်လို့ရေးထားပါတယ်ဗျာဒိတ်14နဲ့7မှာလည်းပြည့်ညတ်တော်ကိုကျင့်၍တဲ့ယေရှုယုံကြည်ခြင်းကိုဆွဲလန်းတော်သူတို့နဲ့ဤနေရာမှာတီးဆန့်စေအကြောင်းရှိတယ်လို့ရေးထားပါတယ်ဆိုတော့ဒီအချက်တွေကိုကြည့်ခြင်းအပြင်เนาะပြည့်ညတ်တော်ယေရှုခွဲလို့မရဘူးဆိုတာတွေ့ရပါတယ်ခုနပထမပြောတဲ့အတိုင်းပဲအီလီယာနဲ့မောရှေဆိုတဲ့လိုမျိုး prophet နဲ့ law ပြည့်ညတ်တော်နဲ့အနာဂတိကျမ်းဒီအရာတွေကိုကျွန်တော်တို့ခွဲခြားလို့ရတဲ့အရာတွေမဟုတ်ပါဘူးပြည့်ညတ်ဟာတကယ်ဆိုရင်ချစ်ချင်းမေတ္တာဖြစ်တယ်အဲ့ဒါကြောင့်လူတယောက်ကပြည့်ညတ်နဲ့ကင်းကွာလို့ရတယ်လို့ပြောမယ်ဆိုရင်မေတ္တာနဲ့ကင်းကွာလို့ရတဲ့လူတွေရှိရလားเนาะလူတွေကမေတ္တာနဲ့ကျွန်တော်တို့ကင်းကွာလို့မရဘူးဖခင်မေတ္တာနဲ့လူချင်းရှိရမယ်မေတ္တာနဲ့ကင်းကွာလို့မရတယ်လို့ဖခင်နဲ့ကျွန်တော်တို့ချစ်ရမယ်ပြည့်ညတ်တရားနဲ့လူနဲ့လူကြားထဲမှာရှိရမယ်ပြည့်ညတ်တရားဟာကျွန်တော်တို့နဲ့ကွဲကွာလို့မရပါဘူးလူအနေနဲ့ပြည့်ညတ်ကိုမဆောင်နိုင်ဘူးလို့ပြောနေပါတယ်ဟုတ်ပါတယ်မှန်ပါတယ်လူအနေနဲ့ပြည့်ညတ်တော်ကိုမဆောင်နိုင်ပါဘူးတကယ်တမ်းကျတော့ဟုတ်ပါတယ်ဒါပေမဲ့လို့ဖိလိပ္ပိ4:3မှာငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောယေရှုခရစ်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်၏လို့နော်ခရစ်တော်အားဖြင့်ထိုအရာခတ်သိမ်းတို့ကိုကျွန်တော်တို့တတ်ဆွမ်းနိုင်တယ်တကယ်လို့မတတ်ဆွမ်းနိုင်ဘူးလို့သင်ပြောမယ်ဆိုရင်သင်အနေနဲ့သင်ရဲ့ခွန်အားကိုအားကိုးနေခြင်းဖြစ်တယ်ခရစ်တော်ကသင်တတ်ဆွမ်းနိုင်တယ်လို့ပြောနေမှာတော့ကျွန်တော်တို့ကမတတ်ဆွမ်းနိုင်ပါဘူးလို့ကျွန်တော်တို့ပြောစရာအကြောင်းမရှိပါဘူးအဲ့ဒီအတွက်ကြောင့်ကဲတင်ချင်းရခြင်းနဲ့ဆိုရင်ပြည့်ညတ်တော်ကိုစောင့်ပါလို့ကျွန်တော်အနေနဲ့မပြောချင်ဘူးဘာဖြစ်လို့ဆိုတော့ဒါမဟုတ်ဘူးပြည့်ညတ်တော်စောင့်ရှောက်ခြင်းကကဲတင်ခြင်းရဖို့ပေါ့ဒါပေမဲ့လို့ကျွန်တော်တို့ခုနအခြေပြုကြံဖြစ်တဲ့ယောဟန်ခန်းကြီး14အငယ်15မှာငါ့ကိုချစ်ရင်ငါပြည့်ညတ်တော်ကိုစောင့်ရှောက်ကြလောလို့ရေးထားပါတယ်အဲ့ဒါကြောင့်ချစ်တာအစစ်လားအတုလားဆိုတာဘာနဲ့ပြန်ဆန်းစစ်ကြမှာဆိုပြည့်ညတ်တော်တကယ်စောင့်သလားမစောင့်ချင်ဘူးလားဆိုတဲ့နာနဲ့တိုင်းတာပြီးတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြားနာသူအရောက်စီတိုင်းပြည့်ညတ်တော်ကိုပယ်တဲ့လူမဟုတ်ဘဲနဲ့ကဲတင်ချင်းရချင်းเนาะမိမိထဲနဲ့ကဲတင်ချင်းစိတ်ချရမှုတကယ်ရှိတယ်ဆိုရင်ပြည့်ညတ်တော်ကိုကြည်ပြီးတော့ဖရာသခင်ရဲ့ကျေးဇူးကရုဏာကိုခံစားပြီးတော့ဒီပြည့်ညတ်တော်ထဲမှာကျွန်တော်တို့ပြည့်ညတ်တော်ရဲ့စကားအတိုင်းဖရာသခင်ရဲ့အလိုတော်ဖြစ်တဲ့ပြည့်ညတ်တော်အတိုင်းကျွန်တော်အသက်ရှင်နိုင်ဖို့ဖရာသခင်အရောက်စီတိုင်းကောင်းချီးပေးပါစေလာမယ့်သင်ခန်းစာကတော့ဥပုပ်တော်နေ့ပုံဒီကြောင့်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်
情。